လုံခြုံရေးဂိတ်ကိုဖျက်သွားတိုင်းခန္ဓာကိုယ်တစ်ခုလုံးကိုစစ်ဆေးဖို့တောင်းဆိုခံရတယ်ဒါပေမဲ့အဲ့ဒါတွေအားလုံးလုပ်ပြီးတာတော့မှထောက်လန်းဆက်ကအချက်ပေးတံပဲမြည်နေတဲ့လုံခြုံရေးအဆောင်တွေကကျွန်တော်ကိုအန္တရာယ်ရှိတဲ့လူတစ်ယောက်ဖြစ်ချက်ချင်းမှတ်မိပြီးဝိုင်းထားကြတယ်ဒါပေမဲ့သူတို့ရဲ့ခေါင်းဆောင်ကကျွန်တော်ကိုပဲမြင်နေတစ်ချက်ကြည့်လိုက်တော့ကျွန်တော်ကြောရွတ်တစ်လျှောက်ချက်တီးထားသွားတယ်ကျွန်တော်ကြောပြင်တစ်ခုလုံးစဝိုင်းပုံအမာရွတ်တွေနဲ့ဖုံးလွှမ်းနေတယ်သူ့အမာရွတ်တွေလိုပဲမြင်နိုင်တယ်စစ်မြေပြင်ကနေမကြသေးခင်ကမှပြန်လာတဲ့သူကတစ်ချက်ကြည့်လိုက်တာနဲ့မှတ်မိသွားတယ်သူတို့အားလုံးကကြီးစံတန်းရတွေပဲကျွန်တော်တင်းငင်စွာပဲသေးငယ်တဲ့အရေးကိုယူလိုက်တယ်သူကအနီရောင်စာအုပ်ကိုထုတ်ယူလိုက်တယ်မမျော်လင့်ပဲဘိုကြီးကအဲ့ဒါကိုမြင်တော့လူတိုင်းကိုကျွန်တော်ကိုဂါရဝပြုဖို့အမိန့်ပေးလိုက်တယ်သူ့မျက်လုံးတွေထဲမှာလေးစားမှုတစ်ခုပဲရှိတယ်အဲ့ဒီနေရာကနေထွက်လာတဲ့သူကဒီလူလားပါဆက်ပိတ်ထားအဲ့ဒီလူရဲ့အထောက်ထားကိုကျွန်တော်တို့ဆွေးနွေးလို့မရပါဘူးသူတို့နဲ့နောက်တစ်ခါပြန်တွေ့ရင်အမြင့်ဆုံးလေးစားမှုနဲ့ဆက်ဆံပါလို့မမေ့ပါနဲ့အတူတူနှုတ်ဆက်တာကလိုင်းဆိုင်တဲ့အပြုမှုမဖြစ်တင်ဘူး10နှစ်ကြာပြီးနောက်မှာငါပြန်လာပြီးငါညီမလေးဘလို့နေလဲမသိဘူးကျွန်တော်တမင်လုံးမိတာလည်းဖြစ်နိုင်တယ်နားထောင်ပါဦးဘာတွေဖြစ်နေတာလဲဒီလူကဘသူလဲပြီးတော့ဘာလို့ငါအိမ်မှာရေချိုးနေတာလဲအရင်ဆုံးငါကိုအဝတ်စားဝတ်ခွင့်ပေးပါပြီးရင်ငါစကားကိုနားထောင်ပါပါဘက်ဒီနေ့ငါမင်းကိုမထားခဲ့ဘူးငါစကားကိုပြီးအောင်လုပ်မယ်အဲ့ဒါမဖြစ်ခင်မှာလန်တီတာကဒေါသအကြီးနဲ့မိဖို့ချောင်းသားတစ်ချောင်းကိုကောက်ယူပြီးကျွန်တော်စီပြေးလာခဲ့တယ်ကျွန်တော်သူမကိုလက်ချောင်းတစ်ချောင်းနဲ့ထိုးလိုက်တယ်ကျွန်တော်ဓာတ်ကိုဘေးချပြီးသူ့လက်ကောက်ဝတ်ကိုချက်ချင်းဆွဲလိုက်တယ်မင်းမှာတတိရှိရင်ငါကိုလွတ်ဆန်းလူဆိုးအရင်ဆုံးစိတ်ငြိမ်ငြိမ်ထားပါဒါကကျွန်တော်အိမ်မှာခမားလိန်နေတာဒါကကျွန်တော်တပည့်လောင်းတီယိုမျိုးရဲ့အိမ်မှာခမားကဘသူလဲလောင်းနေရောက်တီယိုမင်းကငါညီမရဲ့အတန်းပိုင်ဆရာမမင်းကလောင်းမောက်ရှန်လူမျိုးတယောက်ထဲလားမိမလှလေးငါနာမည်ကိုဘလို့သိတာလဲငါမင်းကိုမသိဘူးငါကမင်းညီမရဲ့အတန်းပိုင်ဆရာမဒါဆိုဘာလို့ငါကိုမပြောပြတာလဲမင်းပါလို့ငါကိုရိုက်တာလဲမင်းငါကိုမြင်နေငါကိုအလကားခွင့်ကောင်းယူခွင့်ပေးလို့ရမလားမင်းရဲ့နေတော့ပဲငါကိုလွမ်းနေမင်းညီမပဲမလဲမင်း10နှစ်လောက်ပျောက်သွားပြီဘာသတင်းမှမကြားရဘူးမင်းမလုပ်နေတာလဲမင်းရဲ့အမေအရန်နေမကောင်းဖြစ်နေတယ်ဆိုတာမင်းသိလားတီယွန်မင်းရဲ့လှပတဲ့ဆရာမပြန်လာပြီပဲအိုးတီယွန်မင်းရဲ့အိမ်ကအံ့ဩစရာကောင်းလိုက်တာသူစိမ့်တယောက်နဲ့ငါကိုမနာလို့ဖြစ်အောင်လုပ်နေတာလားဒါကငါအိမ်ငါကိုထားခဲ့ဟုတ်ကဲ့โอเคခမ ्या အမေရဲ့ခွဲစိတ်မှုအတွက်ကျွန်တော်ရော2သိန်းလိုနေသေးတယ်ခမ ्या မရှိလားဒီညကျွန်တော်ကိုပျော်ရွှင်အောင်လုပ်ပေးပါဒါငါမင်းကိုပတ်စံပေးမယ်မဟုတ်ရင်မင်းအမေရဲ့ဇာပနာအတွက်ပြင်ဆင်ထားကြမင်းတို့ကစီးကိုဖျက်ကျော်နေပြီးနေကင်းကြောင်တောင်ကြီးမှာမင်းကငါကိုလည်းအတင်းကျပ်လုပ်ရဲတယ်အိုးဒါကငါတို့ရဲ့လှပတဲ့မွတ်စလင်ပဲဘာဖြစ်နေတာလဲမင်းဒါကိုဆုံးဖြတ်ပြီးပြီလားဒါလို့ရအောင်မင်းဝမ်ဖြိုးနဲ့အတူနယူးယောက်ကိုလိုက်ခဲ့ငါကဂျော့ရစ်လေးလိုနေမယ်ရော2သိန်းပေးမယ်အဲ့ဒါဆိုရင်ကောရှက်တက်တဲ့လူသူ့ကိုထားခဲ့လိုက်ပါဒါတွေအားလုံးငါရှိမှမြင်တော့ငါသွေးတွေစူပွက်လာတယ်ငါအကိုဖြစ်10နှစ်ကြာပြီးနောက်ပြန်လာတာဒါတွေအားလုံးငါမြင်ခဲ့ရတယ်မင်းဘယ်ကလာတာလဲမင်းပါကြည့်နေတာလဲမင်းထက်ကြည့်မယ်ဆိုရင်ငါမင်းကိုအရန်စိတ်လှုပ်ရှားအောင်လုပ်မိလိမ့်မယ်မင်းသူ့ကိုနောက်တစ်ခါမကြည့်နိုင်တော့ဘူးတခြားသူတွေကငါအကြည့်ကိုခံစားလိုက်ရတယ်သူ့ရဲ့ထူထဲတဲ့သူ့မျက်နှာကတုံရင်နေပြီးမျက်လုံးတွေကလည်းမာနတွေနဲ့ပြည့်နေတယ်သူ့နောက်မှာရက်နေတဲ့ကိုရန်တို့2ယောက်ကရေမောပြီးဆက်သွားကြတယ်သူတို့ကကျွန်တော်ကိုတာမန်လူတစ်ယောက်လိုပဲထင်ကောင်းထင်လိမ့်မယ်သူကသူ့ရဲ့ကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတယ်သူ့ကိုဒီတိုင်းထားလိုက်ပါကျမရဲ့အတန်ကကျေလောင်မနေပေမဲ့အတွင်းစိတ်ကနေလာတလို့ပါပဲဆုံးဖြတ်ချက်ချပါစေမင်းကဘသူလဲငါကိစ္စမှာဝင်ဆွတ်ဖက်ရဲလားတခြားသူတွေအမိန့်ပေးတာနဲ့တက်တော်ဆောင်တယောက်ကငါမျက်နှာကိုတက်ထိုးလိုက်တယ်ငါခေါင်းကိုဘေးကိုအနှဲငယ်လဲလိုက်တယ်သူကလက်ကိုဝေရမ်းလိုက်ရုံနဲ့100ကီလိုဂရမ်ကျော်ရှိသောလူတဦးသည်လေထဲသို့ပြန်တက်ပြီးအဝေးသို့ဆင်းသက်သွားသည်အခြားသူများကတုံ့ပြန်ခြင်းပင်မရှိပေသူမထုတ်ကိုကင်ထားခဲ့တဲ့လက်ကောက်ဝတ်မှာကျွန်တော်လက်ကိုတွေးလိုက်တယ်မင်းသူ့ကိုထိခဲ့တဲ့လက်နဲ့အတူတူပဲအယိုးတွေကျိုးတဲ့အတန်ကရုံးခန်းတစ်ခုလုံးမှာပဲ့တင်ထက်သွားတယ်တခြားသူတွေကနာကျင်စွာအော်ဟစ်လိုက်ကြတယ်သူမရဲ့လက်ကောက်ဝတ်တစ်ခုလုံးကမတက်မတာကွေးညွတ်နေတယ်သူမဟာဒူးထောက်နေတယ်သူလဲကြခင်မှာကျွန်တော်ကန်လိုက်တယ်သူ့ရဲ့ကို10ကီလိုဂရမ်ရှိတဲ့ခန္ဓာကိုယ်ကအမြောက်ဆန်လိုနောက်ပြန်လွင်သွားပြီးတကားကိုတက်ဝင်တိုက်သွားတယ်ကျွန်တော်စင်ကြံထဲမှာခွေးတီတကောင်လိုလဲကျသွားတယ်လှည့်ကြည့်လိုက်တော့ထက်ကိုအံ့အားသင့်စွာရက်နေတုံးတွေးလိုက်ရတယ်မျက်လုံးတွေရဲနေတယ်ကျွန်တော်လက်နှစ်ဖက်ကိုဖြန့်လိုက်တယ်တွတ်မင်းရဲ့ညီပြန်လာပြီပဲဘသူမှမင်းကိုနှောက်ယှက်တော့မှမဟုတ်ဘူးတုတ်ကကျေလောင်စွာအော်ဟစ်လိုက်တယ်သူမကကျမကိုဖတ်လိုက်တယ်တကားအပြင်ဘက်မှာတီဘာဂီယိုကကျိုးနေတဲ့သူ့ရဲ့လက်ကောက်ဝတ်ကိုစုပ်ကင်ပြီးဆက်ဆုပ်ရွှရှာတဲ့ပုံစံနဲ့မတ်တက်ရက်လိုက်တယ်အရန်ကောင်းတယ်ယောက်ျားလေးတွေဆိုရင်မင်းမှာတတိရှိရင်ထွက်မပြေးနဲ့မင်းကငါရဲ့ချီမီသားစုကိုစန့်ကျင်နေတာမင်းရဲ့မိသားစုဝင်တွေတယောက်ပြီးတယောက်ဘလို့တက်ပြစ်မလဲဆိုတာငါကိုယ်တိုင်မင်းကိုပြမယ်လောကကြီးကနေပျောက်ကွယ်သွားပြီးခင်မှာလဲလျောင်းနေတဲ့သူ့ရဲ့အားနည်းနေတဲ့ခန္ဓာကိုယ်ကိုလူအမျိုးမျိုးဝင်ရက်နေတာကိုကြည့်နေတယ်ပြုံတွေတက်ထားတယ်ကျမရဲ့နှလုံးကိုညှစ်ထားတယ်လို့ခံစားရတယ်ခုံတိုင်းနာကျင်ရတယ်ဒါကျမရဲ့အမေလားကျမရဲ့အမတ်တရားတွေထဲမှာသူမဟာအမြဲပြုံးနေခဲ့တယ်သူမဟာအမြဲတမ်းကျမနေခဲ့တယ်ဒီ10နှစ်အတွင်းသူမဘလောက်တောင်ဝေဒနာတွေခံစားခဲ့ရမလဲလို့ဆရာဝန်ကအေးဆက်ပြောလိုက်တယ်ကျွန်တော်ကငွေပေးချေမှုအကြောင်းကြားစာကိုဒေယနုတ်ကိုမျက်နှာမှာအပြုံးနဲ့ပေးလိုက်တယ်အဲ့ဒီပေါ်မှာရေးထားတဲ့ငွေပမာဏကကျွန်တော်တို့အိမ်အတွက်မိုးကောင်းကင်လောက်ကြီးတယ်ကျွန်တော်ကအိတ်ကက်ထဲကဘွားကုတ်ကတ်ကိုအမြဲထိနေကြပါတစ်ချက်ပို့လိုက်ရုံနဲ့တိန်းနေငယ်သားမကဆေးရုံတစ်ခုလုံးကိုပါဝယ်နိုင်ပါတယ်ကျွန်တော်လုံနိုင်တယ်ဒါပေမဲ့ကျွန်တော်လက်ရက်သွားတယ်အဲ့ဒီလူဝက်ဆန်းကျဲတဲ့အဖွဲ့အစည်းကအမှောင်ထဲမှာကျွန်တော်ကိုရှာနေတော့ပဲကျွန်တော်ပတ်စံဆိုရင်တဲလွန်စတစ်ခုခုတွေ့ရင်ကျမရဲ့အမေနဲ့ထန်းချူတင်မကဘူးလင်းဟိုင်မျိုးတစ်ခုလုံးအန်ရကြားရောက်လိမ့်မယ်ကျမမိသားစုရဲ့လုံခြုံရေးအတွက်အခုချိန်မှာကျွန်တော်ရဲ့တကယ်
လက္ခဏာကိုအသုံးမပြုနိုင်သေးဘူးကျွန်တော်ရဲ့အထူးစွမ်းအားတွေကိုအသုံးမပြုနိုင်ရင်ဒီလက်တွေနဲ့ပဲပတ်စံရှာရမှာပဲကီယန်လက်ကိုဂယုစိုက်ပြီးတဲ့နောက်အလုတ်ခေါ်ယူရေးနေရာကိုတန်းသွားခဲ့တယ်ဒါပေမဲ့လက်တွေ့ဘဝကကျွန်မကိုအတော်လေးထိခိုက်ခဲ့တယ်ကျွန်တော်လုပ်ခဲ့တယ်လုံခြုံရေးကုမ္ပဏီတစ်ခုရဲ့အင်တာဗျူးခန်းထဲမှာဝါတဲ့မန်နေဂျာတယောက်ခြေချိတ်ထိုင်နေတယ်သူကကျွန်တော်ကိုလက်နဲ့ချောင်းနဲ့ထိုးပြတယ်သူမကကျွန်မနာမည်နဲ့အသက်ကိုပဲရေးထားတဲ့ကိုရေးရာဇဝင်ချင်းကိုကင်ထားတယ်သူမရဲ့မျက်နှာမှာဆက်စုပ်ယုံရှာမှုတွေနဲ့ပြည့်နေတယ်18နှစ်ကနေ28နှစ်လို့ရိုးရိုးလေးရေးထားတဲ့30နှလုံးလုံးခမားရဲ့ဘဝမှတ်တမ်းကဗလာပါပဲကျွန်တော်တက်မက်ရက်ပြီးနှဆိုင်တဲ့အတန်နဲ့ပြန်ဖြေလိုက်တယ်ကျွန်တော်ကစစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့မှုတယ်သူကလှုပ်ဝက်တာဝန်တစ်ခုထမ်းဆောင်နေတယ်တက်မတော်ရဲ့လှုပ်ဝက်တာဝန်တစ်ခုဖြစ်ပြီးမှတ်တမ်းလည်းမရှိဘူးမန်နေဂျာကကဘာပေါ်မှာအကြီးမားဆုံးဟာတာတစ်ခုကိုကြားလိုက်ရတယ်လို့ခန်းစားလိုက်ရတယ်သူကကျွန်တော်ရဲ့ကိုရေးရာဇဝင်ချင်းကိုကျွန်တော်မျက်နှာစီပြစ်ပေါက်လိုက်တယ်တခြားအင်တာဗျူးတူတွေလည်းရေမောကြတယ်ရေတံများဘလို့ချိုးဝဲမရှင်မျိုးလဲမင်းထောင်ထဲမှာရှိနေခဲ့တယ်လို့ငါထင်တယ်လွန်ခဲ့တဲ့10နှစ်ကရာဇဝတ်မှုတစ်ခုခုကျူးလွန်ခဲ့ရမယ်မင်းအခုပဲလွတ်လာတယ်အဲ့ဒါကြောင့်ငါ့ကိုပြောပြနေတာငါရှက်နေတယ်မဟုတ်လားထွက်သွားငါတို့ကုမ္ပဏီကစစ်မှန်တဲ့ကုမ္ပဏီပဲမင်းလိုရာဇဝတ်မှုနောက်ခံရှိတဲ့သူတွေကိုငါတို့မငားဘူးကျွန်တော်ထိမထားဘူးကျွန်တော်လက်သီးတွေတင်းလာတယ်ကျွန်တော်လက်ချောင်းတွေကျိုးလာတယ်လွန်ခဲ့တဲ့နှစ်နှဲငယ်ကဒီလိုယောက်ျားမျိုးကိုကျွန်တော်တွေ့ခဲ့ရင်အကယ်၍ရင်းကိုရှာတွေ့ခဲ့ပါကတင်းဤတင်ချိုင်းသည့်ယခုအချိန်တွင်မီတာနှဲငယ်မြင့်နေပေလိမ့်မည်ထိုချိန်တွင်လင်ချက်ကခေါ်လိုက်သည်သူ့အတန်တွင်မျက်ရည်များဝဲလာသည်လောင်းအောက်ချမ်းစေးရုံကိုမြန်သွားချီမီသားစုကအခန်းထဲကိုဝိုင်းထားပြီးသူတို့ကအန်တီရဲ့အသက်ကယ်ကရိယာကိုဖြုတ်ချင်နေကြတယ်ကျွန်တော်စိတ်တွေပောက်ကွဲသွားတယ်ဒေါသတွေကကျွန်တော်အတွေးတွေကိုလွှမ်းမိုးသွားတယ်လေးတိုက်သလိုစေးရုံကိုရောက်တဲ့အခါစင်ကြံလန်းကတိတ်ဆိတ်နေပြီးလူတွေနဲ့ပြည့်ကျက်နေတဲ့ကြံတဲ့သူတွေလာကြမာနာကြီးတဲ့ချမ်းသာတဲ့လူကလက်မောင်းမှာပတ်တီးထူထူစီးထားပြီးလူ30ယောက်ကျော်လဲပါလာတဲ့ယောက်ျားတွေကရက်နေကြတယ်သူကဆေးရုံခန်းတကားကိုပိတ်ဆို့ပြီးရက်နေတဲ့ခုံတန်းပေါ်မှာခြေတစ်ဖက်တင်ပြီးတရားနှုတ်နဲ့လင်းချက်တို့ကိုမာနာထောင်လွှားစွာကြည့်လိုက်တယ်သူတို့ထောက်တနေရမှာတိုးဝေးနေကြတယ်နှစ်ယောက်စလုံးကြောက်ရွံ့တုန်လှုပ်နေကြတယ်အိုးကြည်စမ်းငါတို့ရဲ့သူရဲကောင်းကြီးပြန်လာပြီပဲချီဘာကီယာအိုကလူအုပ်ကြားထဲမှာရက်နေတယ်သူကကျွန်တော်ကိုမြင်လိုက်တယ်သူ့မျက်လုံးတွေကလက်စားချေချင်းစိမ့်နဲ့ပြည့်နေနေတယ်ချက်ချင်းတိုက်ခိုက်ချင်တာမဟုတ်ဘူးအဲ့ဒီအစားလူတိုင်းရှိမှကြဲကြဲလောင်အောင်ပြောလာတယ်ကြည်ပါဦးအားလုံးပဲဒါကကျွန်တော်ကိုရိုက်တဲ့လူဆိုပဲသူ့ကိုစုံစမ်းစစ်ဆေးခိုင်းထားတယ်ဒီလူက30နှစ်ကြာပျောက်သွားခဲ့တာစစ်တပ်မှတ်တမ်းတွေမတွေ့ရဘူးဒါကအငိမ့်စားစစ်သားမဟုတ်ဘူးသူကထောင်ကထွက်လာတဲ့ရာဇဝတ်သားအနေနဲ့များတဲ့လူသူကနေရာတိုင်းမှာပြဿနာတွေဖန်တီးတယ်လူအုပ်ကချက်ချင်းပဲရုပ်တဲတဲဖြစ်သွားတယ်အရင်ကကျွန်တော်ကိုစာသာစိတ်နဲ့ကြည့်ခဲ့ကြတဲ့သူတွေရဲ့သဘောထားပြောင်းလဲသွားတယ်အခုတော့သူ့မျက်လုံးတွေထဲမှာအမုန်းတရားတွေပဲရှိတော့တယ်ဒါကြောင့်သူ့ထောင်ကပြန်လာတာဒီလိုလူတွေဘလို့ပြန်လာကြတာလဲသူတို့နဲ့ဝေးဝေးနေပါကန်ဆိုးလိုက်တာအားလုံးပြောနေကြတဲ့အချိန်မှာကျွန်တော်မျက်နှာကဘာမှမခံစားရဘူးကျမရဲ့မျက်လုံးတွေကချီပါခရကိုစိုက်ကြည့်နေမိတယ်ကျမသူ့စီကိုဖြည်းဖြည်းချင်းရွှေ့ရှားလာတယ်ဝေးရကိုရှော့ထိပါဆေးရုံမှာကျမလက်ကိုမမြောက်ခိုင်းပါနဲ့သူ့လက်ကိုမြောက်ပြမယ်ချီပိုင်ချောင်ကဟာတာတစ်ခုကိုကြားလိုက်ရတယ်လို့ရေလိုက်သည်သူ့မျက်နှာကရုတ်တရက်အနေနဲ့များသွားသည်သူကပြန်လက်ပြတယ်သူ့ကိုရိုက်နှက်ထောင်ကလွတ်လာတဲ့ဒီလူကိုရိုက်ချိုးပစ်ပါပဲဖြစ်ဖြစ်ငါဂယုစိုက်မယ်အထက်ကအဲ့ဒီအဖွားကိုတယောက်စေးကူတာစရိတ်မတက်နိုင်ရင်အောက်ဆီဂျင်အလားကဖြုံးတီးเสียမလိုပါဘူးသူ့အသက်ရှူဆက်ကိုဖြုတ်လိုက်ပါသူ့စကားတွေကကျမရင်ကိုထိမိသွားတဲ့ရင်းကကျမကိုဓာတ်တစ်ချောင်းလိုထိုးဆိုင်နေသည်နှစ်ပေါင်းများစွာမျိုးတိတ်ထားခဲ့သောကျမ၏ဒေါသသည်ချက်ချင်းပင်ပောက်ကွဲသွားသည်လူနှစ်ယောက်အခန်းထဲကိုဝင်လာတယ်ဒါပေမဲ့တကားလက်ကင်ကိုမရောက်ခင်မှာပဲကျွန်တော်လှုပ်ရှားပြီးသွားပြီးဘယ်သူမှကျွန်တော်ကိုတိုက်ခိုက်တာကိုမမြင်လိုက်ကြဘူးမင်းဘယ်လိုလုပ်လိုက်တာလဲလေထဲမှာအယိုးနှစ်ချောင်းကျိုးသွားတဲ့အတန်ကိုကြားလိုက်ရတယ်နောက်တစ်စက္ကန့်မှတင်10 ကီလိုဂရမ်ရှိတဲ့အမျိုးသားနှစ်ယောက်စလုံးထရက်ကာတစ်စီးနဲ့ဝင်တိုက်ခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်9 ကီလိုဂရမ်ရှိတဲ့တက်တိုက်မိသွားတယ်မီတာတွေလွင့်စင်သွားပြီးသူ့အော်ဟစ်ဖို့အခွင့်အရေးမရခင်မှာပဲမေးလဲသွားတယ်မင်းတို့ကိုဖျက်ဆီးခြင်းရင်ငါကူညီမယ်ငါလူတိုင်းကိုအေးဆက်ကြည့်လိုက်တယ်ကျွန်တော်အတွင်းကဖီအားတွေရုတ်တရက်ထွက်လာတယ်လို့ပါပဲကျန်တဲ့လူဆိုး10ယောက်လောက်ကသူတို့ရဲ့လက်နက်တွေကိုတော့မဆွဲထုတ်နိုင်ကြဘူးကျွန်တော်အရေးကသူတို့မျက်စိရှိမှဖြက်ခနဲပေါ်လာတယ်ကျွန်တော်ရဲ့လက်တီးချက်တွေကလေလိုမြန်ပြီးမိုးကျိုးလိုလဲပြင်းထန်တဲ့10စက္ကန့်အတွင်းမှာပဲကော်ရီတာတစ်ခုလုံးမြေပြင်ပေါ်မှာလဲလျောင်းနေသူတွေရဲ့အော်ဟစ်တန်တွေနဲ့ပြည့်နေသွားခဲ့တဲ့ချီကြောက်လန့်တကြားလဲကျသွားတဲ့သူ့အဝတ်စားတွေဆူရွှဲနေတယ်သူ့ရဲ့အရင်ကမာနထောင်မှုတွေလုံးဝပျောက်ကွယ်သွားတယ်သူတုံ့ရီပြီးကျွန်တော်ကိုလက်ညှိုးထိုးပြတယ်မင်းကလူသားလားဒါမှမဟုတ်တခုခုလားတရေလားခဏလေးမင်းတို့ဘာလုပ်နေကြတာလဲအဲ့ဒီအချိန်မှာပဲခေါင်းပြောင်နေတဲ့လူတစ်ယောက်အဆောင်တွေနဲ့အတူပြေးဝင်လာတယ်သူကဒီဆေးရုံရဲ့ဒရိုက်တာပဲဝန်ဒီဖာဒဏ်ရာရသူများမြေပြင်ပေါ်တွင်လဲလျောင်းနေခြင်းနှင့်အခြားသူများ၏အခြေအနေကိုမြင်သောအခါသူမျက်နှာပြောင်းလဲသွားသည့်အကြီးအကဲမိသားစုသည်ဤဆေးရုံ၏အကြီးဆုံးပိုင်ရှင်ဖြစ်သည်သူမကကျွန်တော်ရဲ့ထောက်ပံ့သူပါသူမကကျွန်တော်ကိုလက်ညှိုးထိုးပြီးအော်ဟစ်ပါတယ်ထောင်ကထွက်လာခါစခမားလိုလူကဘလို့လုပ်ဒီလိုလုပ်ရဲတာလဲဆေးရုံမှာရုံရင်ဆန်ခတ်ဖြစ်အောင်လုပ်နေတာလားတခင်လေးချီကိုဆူဆူရွရွဒဏ်ရာရစေတယ်လုံခြုံရေးသူ့ကိုဖမ်းပြီးအဖွားအိုကိုအထဲမှာပြစ်လိုက်ငါတို့ဆေးရုံကရာဇဝတ်သားတွေရဲ့မိသားစုဝင်တွေဖြစ်တဲ့စင်းရဲသားတွေကိုမကူတာပေးဘူးသူတို့ကအဖွဲ့ဝင်တွေတေးချင်းရင်ဆေးရုံအပြင်ဘက်မှာတေလိုက်ကီယိုရှူယာကငိုပြီးဒရိုက်တာကိုတောင်းပန်တယ်ဒါပေမဲ့သူကသူ့မကိုတွန်းလိုက်တယ်သူမလဲကြတော့မလို့ဖြစ်သွားတယ်ဒါပေမဲ့ကျမညီမကိုဖမ်းမိလိုက်တယ်ကျမမျက်လုံးထဲကအေးဆက်မှုတွေကအလွန်အမင်းမြင့်တက်လာတယ်ကျမကသူ့မကိုစိုက်ကြည့်နေတယ်လို့မျိုးကြည့်လိုက်တယ်ပြီးတော့ဆုံးဖြတ်ပြီးလွှင့်ပစ်လိုက်မှလားโอเคအရန်ကောင်းတယ်ကျွန်တော်ရဲ့ဖုန်းဟောင်းကို
ထုတ်ယူပြီးကုတ်ဝက်ထားတဲ့နံပါတ်တစ်ခုကိုခေါ်ဆိုလိုက်တဲ့ရင်းကိုနှစ်ပေါင်းများစွာဝတ်ထားခဲ့သည်တစ်ဖက်မှဖုန်းခေါ်ဆိုမှုကိုချက်ချင်းဖြေကြားခဲ့သည်လေးစားမှုနှင့်ချစ်ခင်မှုတို့ပြည့်နှက်နေသောအတန်တစ်ခုထွက်ပေါ်လာခဲ့သည်ဆရာတကယ်ပဲဆရာကိုလာနောက်ဆုံးတော့အတိတ်ပဲမရှိတဲ့စကားတွေပြောတာကိုရက်လိုက်လို့ရပြီကျွန်တော်လင်ဟိုင်မျိုးကပထမပြည်သူဆေးရုံမှာရှိနေပါတယ်မင်းမှာ3မိနစ်ရှိတယ်အကောင်းဆုံးဆေးအဖွဲ့ကိုဒီကိုခေါ်လာပါမင်းတစ်စက္ကန့်တောင်နောက်ကျရင်မင်းကိုယ်တိုင်နောက်ဆုံးပြင်ဆင်မှုတွေလုပ်ရလိမ့်မယ်ကျွန်တော်အဲ့ဒီလိုပြောပြီးဖုန်းချလိုက်တယ်ဒရိုက်တာဝန်ကဒါကိုကြားတော့ရဲလိုက်ပြီးမျက်နှာမှာလှောင်ပြောင်တဲ့အပြုံးတစ်ခုပေါ်လာတယ်မင်းဘယ်လိုလုပ်နေတာလဲ3မိနစ်နောက်ဆုံးပြင်ဆင်မှုတွေမင်းကိုမင်းဘယ်သူလို့ထင်လဲလူကြီးလူကောင်းတယောက်ငါလဲ3မိနစ်အချိန်ပေးမယ်ငါမင်းကိုပေးလိုက်မယ်မင်းထွက်မလာရင်ရဲကိုခေါ်လိုက်မယ်တခြားသူတွေလည်းသူတို့ရဲ့ဝေဒနာကိုခံစားနေရပြီးရေမောကြတယ်လင်ဟိုင်မျိုးမှာပဲသူမမင်းကိုမကယ်တင်နိုင်ဘူးအချိန်တွေကုန်ဆုံးသွားခဲ့တယ်တစ်စက္ကန့်ပြီးတစ်စက္ကန့်2မိနစ်နဲ့90စက္ကန့်မှာရုတ်တရက်သတင်းပေါက်ကပွင့်သွားတယ်ကျေလောင်သောအတန်တစ်ခုအပြင်ဘက်တွင်ပဲ့တင်ထက်သွားသည့်ထို့နောက်တွင်စိန်ခံကားများစွာ၏ဘရိတ်ကိုစောင့်ပိတ်တံများထွက်ပေါ်လာသည်အဆောက်အုံတစ်ခုလုံးတုန်ခါသွားသည်ဝစ်စုံဝစ်ထားတဲ့လူတစုဟာစင်ကြံဆုံးကနေယူသွတ်စွာပြေးလာကြတဲ့ရှေ့ဆုံးမှာသပင်ဖြူနဲ့အသက်ကြီးကြီးလူတစ်ယောက်ရှိတယ်သူကလင်ဟိုင်မြို့မှာအချမ်းသာဆုံးဖြစ်တဲ့ရှမ်းမြို့နယ်စုပဲဒါကလင်းဟိုင်မျိုးကစီးပွားရေးသမားကြီးပဲသူက TV မှာအမြဲတမ်းအစွမ်းထက်ပြီးတီကြီးတဲ့ပုံပေါက်နေတယ်ဒါပေမဲ့အခုချိန်မှာတော့ချွေးတွေနဲ့ရွှဲနစ်နေတဲ့သူ့အထဲကိုပြေးဝင်သွားတယ်ဒရိုက်တာဝန်ကသူသည်ရှမ်းမျိုးနယ်စုကိုမြင်တော့အခါမျက်နှာချက်ချင်းပြောင်းလဲသွားပြီးကြွားဝါစွာရှေ့သို့လျှောက်သွားသည်ဥက္ကဋ္ဌရှမ်းပါလို့ဒီကိုရောက်နေတာလဲစစ်ဆေးဖို့ရောက်လာတာလားထောင်ကထွက်လာတဲ့လူတစ်ယောက်ကဒီမှာပြဿနာရှာနေတယ်အခုချက်ချင်းကင်တွယ်လိုက်မယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာရှမ်မန်ဂျွန်ကသူ့ကိုပြင်းပြင်းထန်ထန်ပါရိုက်လိုက်တယ်ဒရိုက်တာဝန်က3ချိန်လှည့်ပတ်သွားတယ်ရှမ်မန်ဂျွန်ကသူ့ကိုလှည့်တောင်မကြည့်ဘူးသူကကျွန်တော်ရှိမှတက်တက်ပေါ်လာပြီးလူတိုင်းရဲ့အံ့အားသင့်နေတဲ့အကြည့်တွေရှိမှလင်းရဲ့စီးပွားရေးရဲ့တဝက်ကိုထိန်းချုပ်ထားတဲ့လူကဒူးထောက်လက်ကျသွားတယ်သူထိုင်ချလိုက်ပြီးခေါင်းကိုမြေပြင်သို့ငုံလိုက်ပြီးသူ့အတန်ကတုံရီနေသည်တခင်ကြီးရှမ်ဝန်ချန်နောက်ကျနေပြီးကျွန်တော်ကိုအပြစ်ပေးပါပတ်ဝန်းကျင်နဲ့ခုလုံးတေမင်းကဲ့သို့တိတ်ဆိတ်သွားသည်ဒရိုက်တာဝန်ရဲ့မျက်လုံးတွေပြူးထွက်သွားတော့မယောင်ချီအန်ဂျိုကြောက်လန့်တကြားတောင့်တင်းသွားတယ်လင်းရွှဲနဲ့ထန်းရှူကတော့ပါဆက်အဟောင်းသားနဲ့စိုက်ကြည့်နေကြဆဲပဲကျွန်တော်ရှမ်းမန်ရှန်ကိုအာယုံမဆိုင်မိဘူးစေယုံခန်းကိုလက်ညှိုးထိုးပြီးအေးဆက်ဆက်ပြောလိုက်တယ်အမေကိုကဲပါဦးသူ့ဘော်တစ်ခုခုဖြစ်သွားရင်မင်းတာဝန်ယူရမယ်ရှမ်းမန်ရှန်နဲ့အတူလိုက်ပါလာတဲ့ကမ္ဘာအဆင့်မီစေးအဖွဲ့ဟာအခန်းထဲကိုချက်ချင်းဝင်လာခဲ့တယ်ယူပီတန်ပေါင်းများစွာတန်သောစေးဘက်ဆိုင်ရာဆက်များကိုအလင်းအမြန်တက်ဆင်ခဲ့သည်နိုင်ဝက်အကြာတွင်အဓိကဆရာဝန်ကြီးသည်ချွေးများဖြင့်ရွှဲနစ်စွာထွက်လာခဲ့သည်သူမျက်နှာလည်းရွှဲနစ်နေသည်အတော်လေးကိုဆိုးရွားပါတယ်မစ္စတာလောင်းရီခမည်းအမေရဲ့အသက်ကတော့လောလောဆယ်ကျန်းမာပါတယ်ဒါပေမဲ့သူ့ရဲ့ကိုရင်းအင်္ဂါတွေကတော့အတော်လေးအားနည်းနေပါတယ်ပုံမှန်ကုသမှုကသူ့ကို3ရက်လောက်ပဲကျွေးနိုင်ပါတယ်သူတို့ကိုလုံးဝပျောက်ကင်းစေဖို့အတွက်ဒန်နာရီလာဆေးဝါးတစ်လက်လိုအပ်ပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီဆေးဝါးကလင်းဟိုင်းတစ်ခွင်လုံးမှာအရန်ရှားပါပါတယ်မိသားစုတစ်ခုထဲမှာပဲဒါကိုပိုင်ဆိုင်ထားတယ်ကျွန်တော်မျက်လုံးတွေအေးဆက်သွားတယ်ကျွန်တော်ခန္ဓာကိုယ်ကနေအန္တရာယ်ရှိတဲ့အရှိန်အဝါတစ်ခုထွက်ပေါ်လာတယ်ဘယ်မိသားစုလဲအဲ့ဒီမိသားစုစီကျွန်တော်သွားတင်လဲလင်းဟိုင်းကမြို့ရဲ့ data လုပ်ငန်းရဲ့ထက်ဝက်ကိုထိန်းချုပ်ထားတယ်ရှမ်မန်ချန်ကစိတ်အနှောက်အယှက်ဖြစ်နေပုံရတယ်သူ့နှစ်ဖူးကချွေးတွေကိုတုပ်လိုက်တယ်မာစတာကျောက်ရဲ့မိသားစုကအရန်ချမ်းသာယုံတင်မကဘူးမြို့တော်မှာရှိတဲ့အင်အားကြီးတပ်ဖွဲ့ကဒီနဲ့လည်းဆက်သွယ်မှုရှိတယ်သူတို့ကအမြဲတမ်းဩဇာအာဏာကြီးမားကြတယ်အေဂျင့်တွေအဲ့ဒီယူဝန်ဘန်းကသူတို့မိသားစုရဲ့ယတနာပဲကျွန်တော်တို့ဘလောက်ပဲပေးကျွန်တော်ကတော့အဲ့ဒါကိုလိုချင်တယ်ကျမသူ့စကားဖြတ်လိုက်တယ်စေးရုံကရင်ပေါ်မှာအားနေနေတဲ့အမေကိုတွေးလိုက်ရတယ်ရင်ဘတ်ပေါ်မှာကြောက်တုံးကြီးတုံးလိုဖိထားတယ်လို့ခံစားရတယ်တင်ထားခဲ့တယ်အမေအတွက်ကျွန်တော်တေမင်းတကားဝါကိုသွားနိုင်မယ်မန်ရှန်ကိုစေးရုံရဲ့လုံခြုံရေးကိုဂရုစိုက်ဖို့တောင်းဆိုခဲ့ပြီးဂျေအိုမိသားစုရဲ့ဆိုင်တော်အတွက်တယောက်တည်းထွက်ခွာသွားခဲ့ပါတယ်ဒီထက်တောင်စိန်ခံသေးတယ်အဓိကတကားကတင်3ထပ်မြင့်တယ်ကျွန်တော်အကြောင်းပြချက်ကိုရှင်းပြနေတော့မှပဲကိုရန်တော်တချို့ကကျွန်တော်ကိုတားလိုက်တယ်ကျွန်တော်သူမကိုရက်လိုက်တယ်ခဏအကြာမှာဈေးကြီးတဲ့ခေါင်းဝတ်ထားတဲ့မိန်းကလေးတယောက်ပေါ်လာတယ်သူမရဲ့မိတ်ကပ်ကပြည့်စုံတယ်သူမကဂျုံမီသားစုကဖြစ်တယ်အကြီးဆုံးသမီးအီရန်ကိုသွားသူကကျမကိုအပေါ်အောက်ဆိုင်ကြည့်နေတယ်ကျမရဲ့ရိုးရှင်းတဲ့အဝတ်စားတွေကိုကြည့်ရင်သူ့မျက်လုံးထဲကအမုန်းတရားတွေကရှင်းရှင်းလင်းလင်းမြင်နေရတယ်မင်းကဆေးရုံမှာရုံရင်ဆန်ခတ်ဖြစ်အောင်လုပ်ခဲ့တဲ့သူပဲမင်းငါမိသားစုရဲ့ GN flow ကိုလိုချင်တယ်လို့ငါကြားတယ်သူကဝိုင်းခွက်တစ်ခွက်ကိုကင်ထားတယ် glass ပါသူမကခွေးတစ်ကောင်တောင်းပန်နေတယ်လို့ကျမကိုကြည့်နေတယ်ဆီယာမထွက်သွားအမေတက်ကိုကဲတင်ဖို့အဲ့ဒီဆေးလိုအပ်တယ်ကျေးဇူးပြုပြီးခမရဲ့အခြေအနေကိုပြောပြပါငွေကြေးဖြစ်စေအာဏာဖြစ်စေအနာဂတ်ဖြစ်စေကျွန်တော်မိသားစုရင်ဆိုင်နေရတဲ့ပြဿနာတိုင်းကိုကျွန်တော်ဖြေရှင်းနိုင်ပါတယ်ကျွန်တော်ဒေါသကိုကျွန်တော်ထိန်းချုပ်နိုင်ခဲ့ပါတယ်တစ်နှစ်အတွင်းမှာကျွန်တော်ဒီလိုမျိုးတောင်းဆိုမှုမျိုးလုပ်ခဲ့တာဒါပထမဆုံးအကြိမ်ပဲရေတံများအီရန်ကိုသွားပါကမ္ဘာအကြီးမားဆုံးဟာတာတစ်ခုလိုရေမောလိုက်ပါအကြီးမားဆုံးဟာတာကိုကြားဖို့မှာပါတင့်လို့ရာဇဝတ်မှုနောက်ခံရှိတဲ့သူကိုယုံကြည်ပါတင့်မိသားစုရဲ့ပြဿနာတွေပြေလည်သွားပါလိမ့်မယ်ကိုဦးစားပေးပါကြည့်ပါဦးဒီလောကမှာလူတွေကတကယ်ကိုအမျိုးမျိုးပဲမင်းကအလကားတစ်ခုရဖို့ငါအိမ်ကိုလာခဲ့တာလေသူ့အိတ်ထဲကပတ်စံကိုယူသွားတယ်သူကအဲ့ဒါကိုထုတ်ယူပြီးကျွန်တော်မျက်နှာရှိပစ်ပေါက်လိုက်တယ်ဒီပတ်စံကိုယူပြီးဇာပနာအတွက်3ပါကျွန်တော်အိမ်ရဲ့မြေပြင်ကိုမညစ်ပတ်စေနဲ့အခုထွက်သွားမရင်ခွေးတွေကိုလွှတ်ပေးလိုက်မယ်ပတ်စံတွေကလေထဲမှာလွင့်နေတယ်လက်တီးကိုချစ်ပါအောင်စုပ်ထားပြီးတော့လက်သေးတွေလက်ထဲစိုက်ဝင်သွားတယ်တစ်ချက်တည်းနဲ့တကားကိုချိုးဖြက်ပြီးစေးတောက်ချင်စိတ်ဖြစ်မိတယ်ဒါပေမဲ့တိုက်ပွဲမှာစေးကုံသွားရင်
အမေရဲ့နောက်ဆုံးမျှော်လင့်ချက်လည်းကုံဆုံးသွားလိမ့်မယ်လို့ဗီဇာကပြောနေတယ်ပြီးသွားတော့မှာပါကျွန်တော်အသက်ကိုပြင်းပြင်းရှူပြီးလှည့်ထွက်သွားခဲ့တယ်ဒါပေမဲ့ပြဿနာတစ်ခုကိုမဖြေရှင်းနိုင်ခင်မှာပဲနောက်ပြဿနာတစ်ခုပေါ်လာခဲ့တယ်ကျောင်းအိမ်ကြီးမှထွက်ခွာသွားသည်နှင့်တရောနဲ့ထံမှဖုန်းခေါ်ဆိုမှုတစ်ခုရရှိခဲ့သည်ဖုန်းကင်လိုက်သည်နှင့်တစ်ဖက်မှသူမ၏ငိုတံကိုကြားလိုက်ရသည်အကိုကျေးဇူးပြုပြီးကျမကိုကူညီပါဟုမစ္စလင်းကပြောသည်သူတို့သူ့ကိုခေါ်သွားကြပြီးပါလေကျွန်တော်စိတ်တွေပောက်ကွဲသွားတယ်ကြောက်စရာကောင်းတဲ့တက်ဖြတ်ခြင်းစိတ်တစ်ခုကျွန်တော်ခေါင်းထဲမှာပေါ်လာတယ်အဲ့ဒီအချိန်မှာပဲဖုံးမိလာတယ်တကားဝါကနေအေးဆက်ဆက်အတန်တစ်ခုထွက်လာတယ်အဲ့ဒါချီပါချီရန်ရဲ့အတန်ပဲဒါပေမဲ့နောက်ွယ်မှာပိုအနေရများတဲ့လူတစ်ယောက်ရဲ့အတန်လည်းရှိတယ်အဲ့ဒါချီမီသားစုရဲ့ခေါင်းဆောင်ချီပေါင်လောင်းပဲမင်းကလောင်နဲ့တည်ရန်ပဲမဟုတ်လားမင်းကောင်းကောင်းတိုက်ခိုက်တယ်လို့ငါကြားတယ်အခုငါတို့လက်ထဲမှာ1 twist ရှိတယ်အနောက်ဘက်ကအပြင်ဘက်ကတင်မောချင်းဟောင်းမှာမင်းလိုချင်ရင်သူမဘေးကင်းရင်မင်းညီမကိုခေါ်လာပြီးတိတ်တိတ်လေးလာခဲ့မင်းရဲကိုပြောပြရင်ဒါမှမဟုတ်လှည့်စားမှုတစ်ခုခုလုပ်ရင်ငါမင်းကိုအရင်ဆုံးခေါ်သွားမယ်ဆိုတာမမေ့နဲ့အဲ့ဒီဆရာကိုငါဖျက်ဆီးပစ်မယ်ပြီးရင်ပင်လယ်ထဲပစ်ချမယ်ဖုံးကပြတ်တောက်သွားတယ်ရုတ်တရက်မှောက်မိုက်တဲ့မိုးတိမ်တွေကောင်းကင်ကိုဖုံးလွှမ်းသွားတယ်မိုးကြိုးတွေစတင်ပေါက်ကွဲလာတယ်ကျဲလောင်တဲ့အတန်တစ်ခုမိုးရွာတော့မလို့ပဲတစ်ဖက်မှာတေမင်းကိုတိုက်ထုတ်နေတဲ့အမေရှိပြီးတစ်ဖက်မှာတော့အမေနဲ့ညီမကိုအမြဲကူညီပေးခဲ့တဲ့အမျိုးသားရှိတယ်။သူမဒီနေ့ငါကြောင့်ဒုက္ခရောက်နေတဲ့အဲ့ဒီအချိန်မှာငါမျက်လုံးထဲကနောက်ဆုံးကျန်နေတဲ့နှွေးထွေးမှုတွေပျောက်ကွယ်သွားတယ်။အေးဆက်မှုကအစားထိုးလာတဲ့တစ်နှစ်တာရဲ့တွေးထွက်တန်ယုံမှုအများဆုံးစစ်မြေပြင်မှာတိဆောက်ခဲ့တာပါ။ကျွန်တော်မှောင်မိုက်နေတဲ့ကောင်းကင်ကိုမောကြည့်လိုက်တယ်။ကျွန်တော်နှုတ်ခမ်းမှာအေးဆက်တဲ့အပြုံးတစ်ခုပေါ်လာတယ်။ခင်ဗျားတို့အားလုံးကိုဒီလောက်မြန်မြန်ကဲတင်နိုင်ရင်မင်းရဲ့ဈေးကိုပေးချင်ရင်ဒီညမင်းရဲ့ဆန္ဒကိုငါဖြည့်ဆည်းပေးမယ်မိုးသည်ထန်စွာရွာလာတယ်။ငါလီပါကိုအရှိန်ပြင်းပြင်းနှင်းလိုက်တယ်။ရှန်ဝန်ရှန်ထန်မှကျွန်တော်ငားလာတော့ကားသည်အနောက်ဘက်ချမ်းရှိတင်မောချင်းဟောင်းစီတို့အရှိန်ပြင်းပြင်းဖြင့်မောင်းဝင်လာပြီးမှောင်မိုက်သောညကိုညတစင်းကဲ့သို့ထိုးဖောက်ဝင်ရောက်သွားသည့်အထဲမှာအလင်းရောင်ကမိမ့်မိန်လေးချီပါချောင်ကထိုင်ကုန်ကြီးတစ်လုံးမှာထိုင်ပြီးလက်ထဲမှာဓာသေးသေးလေးတစ်ချောင်းကိုလှည့်နေတယ်သူ့ရဲ့ပြည့်ဖြိုးတဲ့မျက်နှာမှာအပြုံးတစ်ခုပေါ်လာတယ်သူ့မှာအနေရများတဲ့အပြုံးတစ်ခုရှိတယ်ကိုအင်းကအစိတ်ပိုင်းကိုချီနှောင်ပြီးပျော့ခွေစွာတွဲလောင်းကျနေတဲ့သူ့ခန္ဓာကိုယ်တစ်ခုလုံးမိုးရည်တွေနဲ့ရွှဲနစ်နေတဲ့သူ့မျက်နှာကစက်ကူလိုဖြူဖြော့နေတယ်သူမသည်ဖြူဖြော့နေသည်သူမ၏ပါးစပ်ထဲတွင်အဝစ်တစကိုထိုးထားသည်သူမသည်အတန်တိုးတိုးလေးများသာထွက်နိုင်သည်ချီပါချောင်သည်သူမ၏ကျိုးပဲ့နေသောနေရာတွင်ရှိနေသည်သူကလက်မှာပတ်တီးစီးထားပြီးမျက်နှာမှာအမုန်းတရားတွေနဲ့ပြည့်နှက်နေတဲ့ဘေးမှရက်နေတဲ့သူ့နောက်မှာတန်ကြက်ကတွေကင်ဆောင်ထားတဲ့လူတစ်ယောက်ရှိတယ်တုတ်တွေဓာတ်တွေရှိတယ်လူတိုင်းမှာမျက်နှာမှာအနေရရှိတဲ့အမူအရာတွေရှိကြတယ်အဲ့ဒီအရက်ရှိရှိနာကိုတီယန်ကဘာလို့မရောက်သေးတာလဲသူကြောက်နေတာလားသူလွတ်မြောက်သွားသလားအဲ့ဒီအချိန်မှာပဲကြီးမားတဲ့တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်တင်မောချင်းရဲ့လေးလံတဲ့တရကားကားတစ်စီးလိုပြန်ဝဲသွားတဲ့မိုးရေနဲ့လေးတွေနဲ့အတူမေလာရဲ့အနက်ရောင်အိတ်တလုံးလွင့်ပါလာတဲ့ပြည့်စုံတဲ့ drift ပြီးနောက်ကားကလူတိုင်းရှိမှရက်သွားတယ်ကားတကားပွင့်သွားတယ်ကျွန်တော်ဖြည်းဖြည်းချင်းကားပေါ်ကဆင်းလိုက်တဲ့ခြေလန်းတိုင်းကအဲ့ဒီမှာရက်နေတဲ့လူတိုင်းရဲ့နှလုံးသားကိုထိမိနေတယ်လို့ပဲလေးလံပြီးအသက်ရှူမဝဘူးအံ့ဩစရာပဲလူတရားပဲရှိတယ်ကျွန်တော်ပက်လဲကိုကြည့်လိုက်တော့ကျွန်တော်အတန်ကလုံးဝပုံမှန်ပဲဒီနေ့ညစာဘာစားမလဲလို့ငါမေးနေတယ်လို့ပဲမာနကြီးတယ်တေမင်းကမင်းကိုစိုက်ကြည့်နေတယ်ဆိုပေမဲ့မင်းကစကားပြောနေတော့မဲ့ချီပါပါကဒေါသတကြီးရဲ့မင်းမှာတတိရှိတယ်ကောင်းလေးဒါပေမဲ့ဒီနေ့မင်းမှာအတောင်တွေပေါက်လာရင်တော့ဒီကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူးထိအောင်ပြစ်လူတရားပင်လဲလိုက်သူတို့ကျွန်တော်စီကိုစနိုက်ပါသမားတယောက်လိုပြေးလာကြတယ်အော်တန်ကတင်မောချင်းတစ်ခုလုံးမှာပဲ့တင်ထက်သွားတယ်ကျွန်တော်နောက်ဆုတ်တာမျိုးရှောင်းတိန်တာမျိုးမလုပ်ခဲ့ဘူးလက်ထဲကအရာဝတ္ထုကိုစုပ်ကင်ထားလိုက်တယ်ကျွန်တော်လေထဲကိုနည်းနည်းလေးပစ်ထည့်လိုက်တယ်အရာဝတ္ထုကလေထဲမှာဖြည်းဖြည်းချင်းလဲနေတဲ့မြေပြင်ပေါ်မထိခင်မှာပဲကျွန်တော်လှုပ်ရှားလိုက်တယ်ကျွန်တော်ကမိုးကျူးဖြစ်တယ်လို့မြန်တယ်အရေးလိုမြန်တယ်လမ်းပေါ်ရန်ပွဲမဟုတ်ဘူးဒါဟာစစ်မြေပြင်ရဲ့တက်ဖြတ်ခြင်းအမှုပညာပဲကျွန်တော်ထိုးလိုက်တဲ့လက်သီးတစ်ချက်ချင်းစီတိုင်းမှာအယိုးကျိုးတန်တွေပါလာတဲ့ကန်ချက်တစ်ချက်ချင်းစီတိုင်းမှာတယောက်ယောက်အော်ဟစ်ပြီးပြုတ်ကျသွားတဲ့ပြင်းသည်မီတာပေါင်းများစွာလွင့်စင်သွားသည့်10စက္ကန့်အကြာတွင်ထိုအရာသည်နောက်ဆုံးတွင်မြေပြင်ပေါ်သို့ပြုတ်ကျသွားသည့်ထို့အပြင်တင်မောချင်းဟောင်းတစ်ခုလုံးတွင်ကျုံမှလွယ်၍ညီသူများရက်မနေပေဟုတ်တဲ့လူတွေကနေရာတိုင်းမှာလဲလျောင်းနေကြပြီးနာကျင်စွာအော်ဟစ်နေကြတဲ့မြင်ကွင်းကမခံမရက်နိုင်အောင်ဆိုးရွားတဲ့အကြီးအကဲမိသားစုရဲ့ဖခင်နဲ့သားဖြစ်သူကထိတ်လန့်တုန်လှုပ်နေကြတယ်ကျွန်တော်သူတို့စီဖြည်းဖြည်းချင်းရှောက်သွားလိုက်တယ်ကျွန်တော်မျက်လုံးထဲကအေးဆက်မှုကဘသူ့ကိုမဆိုးချိုးဖက်နိုင်နေမဟုတ်ဘူးကျွန်တော်ကိုမတက်ပါနဲ့ကျွန်တော်ကအကြီးအကဲမိသားစုရဲ့အကြီးအကဲပါမင်းလိုချင်တဲ့ပတ်စံအားလုံးငါပေးမယ်ချီပါပါကသူ့ကောင်းကိုမြေပြင်ပေါ်ဆောင်းချရင်တောင်းပန်နေတယ်ငါသူ့ကိုကန်လိုက်တယ်သူချက်ချင်းလဲကျသွားတယ်ပြီးတော့ကျွန်တော်လက်တက်ပတ်အောက်ကိုဝင်သွားတယ်အကျွေးစစ်တစ်စစ်ပစ်လိုက်တဲ့အကြတွေစေးကကျိုးကိုဖျက်သွားပြီးပြုတ်ကျနေတဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုကျွန်တော်ဖမ်းမိလိုက်တဲ့ထို့နောက်ရုတ်တရက်ကားတော်များများ break အုပ်လိုက်တန်သည်အပြင်ဘက်မှထွက်ပေါ်လာသည့်ဇိမ်ခံကားအများပြားသည်တင်မောချင်းတစ်ခုလုံးကိုဝိုင်းထားကြသည်တကားပွင့်သွားသည်ကျိုးမိသားစု၏ခေါင်းဆောင်ကျိုးဝေးကြည့်သည်သူ၏လေ့ကျင့်ထားသောကိုရန်တော်များနှင့်အတူဝင်လာသည့်ချီပိုင်ချောင်းကကျိုးကိုအရန်အဖြစ်ဆေးလွတ်ခဲ့ခြင်းဖြစ်သည်ကျောင်းမိသားစုရဲ့အကျိုးစီးပွားကိုတယောက်ယောက်ကထိပါခဲ့လို့မိသားစုကိုအချက်ပြလိုက်တာပါကျွန်တော်ကြောင့်မိသားစုရဲ့ area မှာပါဘသူကရုံရင်းဆန်ခတ်ဖြစ်အောင်လုပ်ဖို့ရဲတာလဲဂျော်ဝါကြီးရဲ့ဩဇာကြီးမားတဲ့အတန်ကပဲ့တင်ထက်သွားတဲ့ချီပေါင်ဟာဘဝတစ်တစ်ခုကိုရရှိသွားတယ်လို့ပါပဲသူကခေါင်းကိုကျမ်းပြင်နဲ့ဆက်ပုတ်နေခဲ့တယ်ကျွန်တော်ရဲစီသွားတယ်ဦးလေးကျွန်တော်ကိုကဲပါဦးဒီကောင်လေးကအဲ့ဒီကောင်လေးပဲသူကကျွန်တော်ကိုရိုက်နှက်ပြီးဂျော်မိသားစုကိုဖျက်ဆီးမယ်လို့ချင်းချောက်ခဲ့တယ်သူမကမျက်လုံးတွေကိုမေးစင်
ပြီးကျမကိုကြည့်တယ်ဒါပေမဲ့မိုးရေဆူနေတဲ့ကျမရဲ့ဂျာကင်အင်ဂျီကျွတ်သွားပြီးကြောပေါ်ကဆူဆွတ်နေတဲ့ဂျာကင်အင်ဂျီကိုမြင်လိုက်တာနဲ့အမာရုပ်ဟောင်းတွေကိုမြင်တော့သူ့တကူလုံးတောင့်တင်းသွားတယ်ချောင်ဦးကြီးရဲ့မျက်လုံးတွေကျဉ်းမြောင်းသွားတယ်သူ့ခြေထောက်တွေအားနေသွားတယ်သူဒူးထောက်လက်ကျသွားတယ်ပတ်ဝန်းကျင်ကလူတိုင်းအံ့အားသင့်သွားကြတယ်ဂျော့ဂျီတော်တော်ကြာပြီးကျွန်တော်ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တော့ကျွန်တော်အကြည့်ကဓာတ်တစ်ချောင်းလိုထက်မြက်နေတဲ့အကွေရဲ့အတန်ကတုံနေတဲ့သူ့ရှိမှရက်နေတာကြောင့်သူ့မျက်နှာကကြောက်ရွံ့မှုနဲ့ပြည့်နေတဲ့နိုင်ငံရဲ့အကြီးဆုံးခေါင်းဆောင်တောင်လေးလေးစားစားပြောဆိုလေးရှိတဲ့အမျိုးသားတယောက်ရှိမှရက်နေပြီးမကြသေးခင်ကပဲသူ့သမီးကအဲ့ဒီအမျိုးသားကိုမရင်းချင်းခဲ့တယ်မင်းငါကိုစော်ကားလိုက်တာငါအမေကိုကယ်ဖို့ဆေးပဲလိုတာအခုငါကိုပြောမင်းငါကိုပေးမလားမပေးဘူးလားငါသူ့ကိုမော်ကြည့်လိုက်တယ်လို့မျိုးနတ်ဖျားတစ်ပါးကတရားစီရင်နေတယ်လို့ပဲငါတေချာပေါက်တရားစီရင်မဲ့ငါမိသားစုတစ်ခုလုံးကိုဆွန့်လို့ရမယ်ဆိုရင်တော့ငါဆွန့်လို့မှာပဲဝင်ကြီးကဘာမှမစင်စားပဲအမိတ်ပေးလိုက်တယ်ဂွီယွန်ပန်းပါရှိတော့လှပတော့တစ်တာတစ်လုံးယူဆောင်လာခဲ့သည်ကျွန်တော်တစ်တာကိုယူပြီးမျောလင်းချက်တွေဆုံးရှုံးနေတဲ့ချီမီသားစုရဲ့အဖေနဲ့သားကိုကြည့်လိုက်တယ်အေးဆက်ဆက်တန်နဲ့ကျွန်တော်တခွန်းနဲ့ပြောလိုက်တယ်ကင်တွေလိုက်ဂျေအိုပူကြီးချက်ချင်းနားလဲသွားတယ်သူ့နောက်မှာရက်နေတဲ့လူတွေကိုသူလက်ဟန်ပြလိုက်တယ်အကြီးကဲမိသားစုရဲ့အဖေနဲ့သားကိုကိုရန်တော်တွေဝိုင်းထားကြတယ်ဒီတခါတော့သူတို့ကိုကဲတင်ဖို့ဘယ်သူမှမရှိကြဘူးမဟုတ်ပါဘူးဂွီယွန်ပန်းရဲ့မိတ်ပြအလင်းရောင်ကကုသရေးခန်းကိုရောက်လာတဲ့အခါနိုင်ငံတကာဆရာဝန်တွေတောင်အံ့အားသင့်သွားကြပါတယ်ကျွန်တော်တေးလူမျိုးပါဖြစ်နေတဲ့အမေကိုတွားတွေ့တော့အမေရဲ့အသက်ရှူလက္ခဏာတွေကအံ့ဖွယ်နည်းနဲ့တည်ငြိမ်စပြုလာတယ်ကျွန်တော်အမေဘေးမှာထိုင်လိုက်တဲ့နှလုံးခုန်ဆက်ပေါ်ကမြင်းကြောင်းတွေကိုကြည်ရင်မျက်လုံးတွေမှုန်ဝါလာတယ်ဒါကဆေးတစ်ခွက်ပါပဲသူမှမဟုတ်ပါဘူးကျမရဲ့တစ်ဆက်နှစ်တာဝေဒနာပါပဲအမေရဲ့အားနေတဲ့မျက်လုံးတွေဖြည်းဖြည်းချင်းပွင့်လာပြီးတိုးတိုးလေးပြောတဲ့အခါဂေါ်ဒီယန်စစ်မြေပြင်ရဲ့တွင်းနဲ့တေဆုံမှုကိုဖျက်ဆီးခဲ့ရတဲ့တန်ချက်ဝတ်တစားနဲ့လူတော်ခဏလေးတောင်မျက်ရည်မကျအောင်ထိန်းထားနိုင်ခဲ့တယ်။အမေကျမရဲ့တိုးတက်ကောင်းမွန်လာတယ်။ကျမရဲ့မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ဒီနှစ်တွေတခြားလမ်းတွေရဲ့အကူအညီတွေအတွက်ကျေးဇူးတင်တဲ့အနေနဲ့ညစာကြီးတစ်ခွက်ကိုအထူးချက်ပြုတ်ခဲ့ပါတယ်။ချမ်းသာတဲ့မိသားစုစီကအန်နီရဲ့ပြိုင်ဆိုင်မှုဆိုတာမရှိပါဘူး။ကျန်တာဆိုလို့အိမ်ရဲ့နှွေးထွေးတဲ့အလင်းရောင်နဲ့အစားအစာရဲ့ရနံ့ပဲရှိတယ်။ချောင်းနောက်ကပျော်ရွှင်တဲ့လူတစ်ယောက်ပါငှက်တကောင်လိုပဲသူမကတခါတလေအမေကိုနှုတ်တိုက်ကြွေးတယ်တခါတလေကျွန်တော်အတွက်ရေခတ်ပေးတယ်အတော်ကြာပျောက်ဆုံးနေတဲ့အပြုံးကိုသူမမျက်နှာမှာမြင်ရတဲ့လမ်းဘက်ကကျွန်တော်ရှိမှထိုင်နေတယ်ဒါပေမဲ့သူမကကျွန်တော်အကြည့်ကိုရှောင်နေတယ်မင်းညကရံပွဲကိုကြည့်ပြီးတဲ့နောက်သူမရဲ့မျက်လုံးတွေကကျွန်တော်ကိုလွမ်းဆွမှုနဲ့ပြည့်နေနေတဲ့လေးစားမှဦးအနေငယ်နဲ့စူးစမ်းလိုစိတ်အနေငယ်ရှိခဲ့တယ်ပြီးခဲ့တဲ့10နှစ်အတွင်းဘာတွေလုပ်ခဲ့လဲညစာစားပွဲမှာလမ်းဘက်ဟာနောက်ဆုံးတော့ကိုမထိန်နိုင်တော့ဘူးသူကလူတိုင်းသိချင်တဲ့မိကုန်းကိုမေးလိုက်တဲ့ချောင်းဦးညံ့နဲ့အမေလဲစားတာရက်ပြီးကျွန်တော်ကိုကြည့်ကြတယ်ကျွန်တော်ကင်ထားတဲ့သူတွေကခဏတာရက်တန့်သွားတယ်နေဆက်ကပြင်းထန်တဲ့လေတွေကကျွန်တော်စိတ်ထဲကိုပြန်ရိုက်ခတ်လာတယ်အဲ့ဒီအနေရများပြီးနာကျင်စရာကောင်းတဲ့အရာတွေကကျွန်တော်သူတို့ကိုဘယ်လိုပြောပြရမလဲကျွန်တော်ခေါင်းမော်ပြီးအသားတုံးကိုအမေပကံပေါ်ပြုံးပြီးတင်လိုက်တယ်ဘာမှထူးခြားတာမရှိဘူးကျွန်တော်စစ်တပ်ထဲဝင်တာမကြသေးဘူးဘွဲလဲမရှိဘူးအဲ့ဒါကြောင့်အစပိုင်းမှာကျွန်တော်ကိုအထောက်ပံ့အဖွဲ့မှာတာဝန်ပေးခဲ့တာပါလေ့ကျင့်မှုကနည်းနည်းခက်ခဲပါတယ်ပြီးတော့ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ပုံမှန်စစ်သားတစ်ယောက်ဖြစ်လာခဲ့ပါတယ်ကိုခုခံကာကွယ်နိုင်တဲ့အရေးချင်းအနှဲငယ်ပဲရှိခဲ့တာပါကျွန်တော်တင်ယူခဲ့ပါတယ်ဘာပဲဖြစ်ဖြစ်နေဆက်လူနေရာမှာရှင်တန်ဖို့အတွက်အရေးချင်းအချို့ကမရှိမဖြစ်လိုအပ်ပါတယ်တကယ်ကိုဒါပါပဲအတိတ်ပဲဖွင့်ဆိုချက်ကရှင်းပါတယ်သူမမယုံနိုင်ဘူးမင်းညကသူမမြင်တွေ့ခဲ့ရတဲ့အန္တရာယ်များတဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကိုတာမန်စစ်သားတယောက်ကဘလို့လုတ်ပိုင်ဆိုင်နိုင်မှာလဲဒါပေမဲ့ကျမရဲ့မျက်လုံးတွေကိုမြင်တော့သူကဘာမှထပ်မမေးတော့ဘူးညကတိတ်ဆိတ်နေတဲ့မိသားစုအိပ်ပျော်သွားပြီးနောက်ကျမတယောက်တည်းလာတာဆောင်ပေါ်တက်သွားတယ်ကျွန်တော်ရှက်အင်ဂျီကျဲသီးတွေကိုဖြုတ်လိုက်တယ်လာရောင်ကကျွန်တော်ကြောနဲ့ရင်ဘတ်တလျှောက်ပြေးနေတဲ့အမာရွတ်နက်နက်တွေကိုပို့ပြီးရှင်းရှင်းလင်းလင်းပေါ်လွင်စေတဲ့ကျွန်တော်လက်ချောင်းကိုညင်သာစွာပုတ်တက်လိုက်တယ်ကျွန်တော်ဒဏ်ရာဟောင်းတစ်ခုကိုထိမိပြီးလွန်ခဲ့တဲ့3နှစ်ကအဲ့ဒီညကိုပြန်မှတ်ရမိတယ်ဘိုးကြီးဆက်လုပ်ပါကျွန်တော်အတွက်စိတ်မပူပါနဲ့အဲ့ဒီကောင်လေးကျွန်တော်နေရာမှာသူ့ကိုယ်သူအန္တရာယ်ရှိတဲ့တိုက်ခိုက်မှုကိုခံယူခဲ့သူပါသူ့ခန္ဓာကိုယ်ကလုံးဝထိခိုက်ဒဏ်ရာရခြင်းမရှိပါဘူးဒါပေမဲ့သူထွက်သွားတော့မဲ့အချိန်မှတော့ကျွန်တော်လက်ကိုစုပ်ကင်ပြီးကျွန်တော်အသက်ရှင်ရမယ်လို့ပြောပါတယ်ညကောင်းကင်ကိုမောကြည့်လိုက်တဲ့အေးမြတဲ့လေပီကမျက်လုံးထောင်းကမျက်ရည်တွေကိုတုပ်ပေးတဲ့ရှင်ချင်းနဲ့တေးဆုံးချင်းကြတွင်10နှစ်တာကာလအချိန်ပေါင်းများစွာကုန်ဆုံးသွားခဲ့သည်ကဘာကြီးကဘယ်တော့မှနယ်နိမိတ်မကျိုးခဲ့ဘူးဆိုတာပဲသိသိတိုးတော်မြည်သူများဒီနောက်ွယ်မှာညီကိုတွေရဲ့တွေးနဲ့အယိုးတွေဘလောက်များလဲဆိုတာဘယ်သူသိနိုင်မှာလဲကျွန်တော်တကယ်ပင်ပန်းနေပြီအခုအမေနဲ့အမနဲ့အတူငင်းချမ်းတဲ့ဘဝကိုပဲနေထိုင်ကျင်တော့တယ်ပြီးတော့လေထဲမှာထူးဆန်းတဲ့လှုပ်ရှားမှုတစ်ခုကိုခံစားလိုက်ရတယ်အရန်တုန်ခါသွားတယ်ရည်ရွယ်ချက်တစ်ခုတော့ရှိတယ်ဒါပေမဲ့အဲ့ဒါကကျမရဲ့အာယုံတွေကနေလွတ်မြောက်လို့မရဘူးကျမရဲ့အကြည့်ကတိတ်ငှက်တကောင်လိုမှောက်မိုက်တဲ့ဘက်ကိုလွင့်မျောနေတယ်အစိပ်ပြင်းတဲ့မွေးတကောင်ရဲ့မျက်လုံးတွေလိုအေးဆက်တဲ့မျက်လုံးတွေကကျမကိုကြည့်နေတယ်လို့ပဲကျွန်တော်ဖုန်းတုံသွားတယ်မျက်နှာပြင်လင်းလာတယ်ကုတ်ဝက်ထားတဲ့ message တစ်ခုပါလာတယ်အစပိုင်းမှာတော့အားလုံးကဂျပန်စကလုံးတွေလိုပဲထင်ရတယ်ဒါပေမဲ့ကုတ်ဖြီပြီးတဲ့နောက်မှာစကလုံးလေးလုံးပဲပေါ်လာတယ်ငါမင်းကိုတွေ့ပြီးမနက်ခင်းနေအောင်ကထမင်းဆက်ပွဲပေါ်ကိုကြာနေတယ်အမေမျက်နှာကပိုပြီးကြည်ကောင်းလာတယ်ကျောင်းပွဲတော်မှာငါ့ကိုတွေ့ရတာသူမစိတ်လှုပ်ရှားနေတယ်သူမကဒီအကြောင်းကျမကိုပြောပြနေတယ်ကျမကပြုံးပြီးလက်ထဲမှာကြက်ဥတစ်လုံးကိုကင်ပြီးနားထောင်နေတယ်ဒါပေမဲ့ကျမရဲ့နှလုံးသားကတော့တတိရှိနေစေပါမင်းညကကုတ်ဝက်ထားတဲ့ message ကချိန်ကိုက်ပုံးတစ်လုံးလိုပါပဲ
အပြင်ကနေကြည့်ရင်ဒီရှားပါတဲ့ငြိမ်းချမ်းတဲ့အခိုက်အတန့်လေးကိုကျမတမိုးထားနိုင်ခဲ့ပါတယ်။ကျမပျော်နေခဲ့တယ်။ဒါပေမဲ့မုန်တိုင်းမတိုင်ခင်ငြိမ်သက်မှုကအန္တရာယ်ရှိဆုံးလို့ကျမရဲ့ဗီဇကပြောနေတဲ့မိသားစုတင်းမာမှုဒီလိုမဖြစ်ရအောင်ကျွန်တော်ထုံးစံအတိုင်းထွက်ခါကိုကျောင်းမှာလိုက်ပို့ခဲ့တယ်။ကျောင်းဂိတ်ကိုရောက်တာနဲ့နေရာတစ်ခုလုံးကိုအလှဆင်ထားတာကိုတွေ့လိုက်ရတယ်။စိန်ခံကားတွေနဲ့ဈေးကြီးတဲ့ဝတ်စားဆင်ရင်မှုတွေနဲ့ရာထူးကြီးသူတွေရှိခဲ့ပါတယ်ဒီပွဲတော်ဟာတာမန်ပွဲတစ်ခုမဟုတ်ဘူးဆိုတာသိလိုက်ရပါတယ်လင်းဟိုင်မျိုးရဲ့အထက်တန်းစားတွေအတွက်ကျင်းပခဲ့တာပါလူအုပ်ကြီးတအုပ်စုဝေးနေခဲ့တဲ့နိုင်ငံခြားကစပွန်ဆာတွေတောင်တက်ရောက်ခဲ့ကြတယ်ဒီတစ်ခါတော့သူတို့ကအကြီးဆုံးစပွန်ဆာတွေပဲသူတို့ကနိုင်ငံတကာလုံခြုံရေးအဖွဲ့တစ်ခုကလို့ကြားတယ်ကီယိုရက်ကစိတ်လှုပ်ရှားစွာနဲ့စင်မြင့်ကိုလက်ညှိုးထိုးပြလိုက်တယ်အနက်ရောင်ဝစ်စုံနဲ့နေကာမျက်မှန်တွေဝစ်ဆင်ထားတဲ့နိုင်ငံခြားသားအုပ်စုတစုကျွန်တော်အဲ့ဒီမှာရက်နေတယ်အဲ့ဒီဘက်ကိုကြည့်လိုက်တော့မျက်လုံးတွေချက်ချင်းကျင်းသွားတယ်သူတို့ကပေါ့ပေါ့ပါပါဝတ်စားဆင်ရင်ထားပေမဲ့လမ်းလျှောက်ပုံကနှစ်ပေါင်းများစွာလေ့ကျင့်ခဲ့ရသည့်အေးဆက်သောခံစားချက်နှင့်သူလူအုပ်ကိုကြည့်သည့်ပုံစံအလုံးသည်ကွဲပြားသည့်အထူးသဖြင့်မျက်နှာတွင်အမာရွတ်တစ်ခုရှိသောသူတို့၏ခေါင်းဆောင်ဖြစ်သည့်အဝတ်စားနှင့်ဖုံးကွယ်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့သူ့လယ်ပင်မှာအနက်ရောင်မွေးတက်တူးတစ်ခုကိုမိတ်ပြမြင်နေရတယ်ကျွန်တော်အုံနောက်ကိုမိုးချိုးပစ်တယ်လို့ပါပဲဒီလူတွေကအနက်ရောင်မွေးတက်မတော်ပဲသူတို့တကယ်ရောက်လာပြီးကျောင်းထဲကိုတန်းဝင်ရဲတဲ့တတိရှိတယ်ဒီလူတွေကငွေအတွက်ဘာမဆိုလုပ်ကြလိမ့်မယ်ဒါကသူတို့ရဲ့ပြစ်မှတ်ပဲကျွန်တော်လည်းအဲ့လိုပဲအဲ့ဒီလူတွေကကြည့်မကောင်းဘူးတော့ခါသူတို့နဲ့ဝေးဝေးနေလို့ကျွန်တော်တိုးတိုးလေးပြောပြီးသူ့နောက်ကိုတိတ်တိတ်လေးလိုက်သွားလိုက်တယ်အကိုကြီးမင်းရဲ့စစ်တပ်အလေးထားတွေကိုပြန်စပြီးပြီလားသူတို့ကယင်းနှိမ့်ညွန့်နှံသူတွေပါတီရိုကညှဉ်းညူနေပေမဲ့ငါရဲ့ကျွန်တော်သဘောတူတဲ့အနေနဲ့ခေါင်းနှိပ်လိုက်တယ်ပြီးတော့ကားထဲကလူကကျွန်တော်ရဲ့အကြည့်ကိုနားလဲသွားပုံရတယ်သူကလူအုပ်ကြားထဲကနေကျွန်တော်ကိုကြည့်ပြီးအေးဆက်ဆက်နဲ့ရက်ဆက်တဲ့အပြုံးတစ်ခုပြုံးပြလိုက်တယ်သူကလက်ကိုမြောက်ပြီးလဲချောင်းလေးတဲ့အမူအရာလုပ်ပြတယ်ကျွန်တော်ဘာမှမတုံ့ပြန်ဘူးသူတို့ရဲ့ရက်တီချက်တွေကိုကျွန်တော်တိတ်တိတ်လေးမှတ်မိနေခဲ့တယ်ဒီအထီရောက်ပြီဆိုရင်ငြင်းချမ်းစွာပြန်သွားဖို့မတွေးနဲ့အိမ်သာသွားချင်အောင်ဆောင်ပြီးလူအုပ်ကြားကနေတိတ်တိတ်လေးခွာပြီးလုံခြုံရေးအခန်းထဲဝင်သွားတယ်ကျောင်းနဲ့ခုလုံးရဲ့ကင်မရာစနစ်ကိုထိန်းချုပ်လိုက်တဲ့မျက်နှာပြင်တွေကိုအဆက်မပြတ်စောင့်ကြည့်ပြီးသူတို့ရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေမိတယ်။အနက်ရောင်မှုများသည့်မျက်နှာပြင်ပေါ်တွင်တရေများကဲ့သို့ပြန့်ကျဲနေကြသည့်အချို့ကထွက်ပေါက်များကိုစောင့်ကြည့်နေကြပြီးအချို့ကမူမိသည့်နေရာမှမရောက်သောနေရာတွင်ရှိနေကြသည်သူတို့ကပါဝါခန်းစီကိုခိုးဝင်သွားနေကြတာဒီလူတွေကဘာလုပ်ချင်လို့လဲတခုခုဖန်တီးချင်တာလားဒါမှမဟုတ်ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေချင်တာလားရုတ်တရက်ကြီးအားကစားခွင်ထဲကနေစူညံတန်တွေပဲ့တင်ထက်သွားတယ်အမာရွတ်နဲ့လူကစင်မြင့်ပေါ်မှာဧည့်သည်တယောက်အနေနဲ့မိန်ကွန်းပြောနေတာသိလိုက်ရတယ်လက်ထဲမှာမိုက်ခရိုဖုန်းတစ်လုံးကင်ထားတယ်ဒါပေမဲ့သူ့မျက်လုံးတွေကလူအုပ်အလယ်မှာရက်နေတဲ့ထောင်နူရွက်ကိုစိုက်ကြည့်နေမိတယ်သူ့မျက်နှာမှာကောက်ကျစ်တဲ့အပြုံးတစ်ခုပေါ်လာတယ်ဒီနေ့ကျွန်တော်ဒီမှာရှိနေတဲ့ចောင်းသားတယောက်ကိုအထူးလက်ဆောင်တစ်ခုပေးခြင်းနဲ့သူစကားပြောတာတော့မပြီးသေးဘူးပြီးတော့ကျဲလောင်တဲ့အတန်တစ်ခုထွက်ပေါ်လာတဲ့အတွင်းကန်းတကားတွေဝုန်းကနေပိတ်သွားတယ်မိတွေအားလုံးချက်ချင်းပဲငိမ့်သွားတဲ့နေရာတိုင်းမှာအော်ဟစ်တန်တွေထွက်ပေါ်နေတယ်လာပါဦးဘာဖြစ်နေတာလဲမိတွေဘာလို့ငိမ့်သွားတာလဲကျွန်တော်ကိုကဲပါဦးတယောက်ယောက်မှလက်နက်ရှိတဲ့မှောက်မိုက်ထဲမှာကျွန်တော်လုံခြုံရေးခန်းထဲကကြားတစ်တကောင်လိုပြေးထွက်လာတယ်လက်ထဲမှာတော့လုံခြုံရေးအဆောင်စီကလက်နက်တစ်လက်ကျွန်တော်မှာရာဘာတုတ်တစ်ချောင်းရှိတယ်ကျွန်တော်ရဲ့စစ်မှန်တဲ့လက္ခဏာကိုဖော်ပြလို့မရခဲ့ဘူးဒါပေမဲ့ဒီအသုံးမကျတဲ့လူတွေကိုအပြစ်ပေးလို့မရဘူးလို့မဆိုလိုပါဘူးမှောက်မိုက်တဲ့နေရာတွေမှာတိတ်ဆိတ်တဲ့အမဲလိုက်ခြင်းစတင်ခဲ့ပါတယ်အသက်ရှင်ခြင်းသူတိုင်းငြိမ်ငြိမ်လေးရက်နေရမှာပါမှောက်မိုက်တဲ့နေရာမှာတော့အမာရွှေရှိတဲ့သူဟာအေးဆက်ဆက်အတန်တခုထွက်ပေါ်လာသည့်လှုပ်ရှားသူတိုင်းကိုငါဖျက်ဆီးပစ်မယ်နယူးယောက်လို့ခေါ်တဲ့လောင်းတောင်မင်းကလေးမင်းကိုယ်တိုင်ထွက်လာခဲ့မဟုတ်ရင်မိနစ်တိုင်းမှာဒဆခံတယောက်ဆုံးရှုံးရလိမ့်မယ်သူမရဲ့စကားတွေကိုကြားလိုက်တာနဲ့အမှောင်ထဲမှာပုံနေတဲ့ကျမရဲ့မျက်လုံးတွေကတက်ဖြတ်မှုတွေနဲ့တောက်ပသွားတယ်ကျွန်တော်ရဲ့ရည်ရွယ်ချက်ကရေခဲလိုအေးဆက်သွားတယ်ကျွန်တော်ခန္ဓာကိုယ်ကအရေးလိုရွေ့ရပြီးစောင့်ကြက်နေတဲ့ကြေးစားစစ်သားတယောက်ရဲ့နောက်ကိုကြားရောက်သွားတယ်သူ့လေပင်ကိုကျွန်တော်ပြင်းထန်ထန်ထိုးလိုက်တယ်19ယောက်ပဲကြံတော့တယ်ကြောင်းတစ်ကြောင်းလုံးတိတ်ဆိတ်သွားသလိုမှောင်မိုက်သွားသည်တခါတရံတွင်တိုးတိုးလေးတိုက်မိတန်ကသာကြောရိုးတစ်လျှောက်ချမ်းစိမ့်သွားသည်အမာရွတ်နဲ့လူကစင်မြင့်ပေါ်မှာရက်နေတဲ့ကြောင်တကောင်ကကြွက်နဲ့စော့နေတယ်လို့အောက်ကကြောက်လန့်နေတဲ့ကြောင်သားတွေနဲ့လည်းစော့နေတယ်သူကဆရာမတွေကိုစောင့်ကြည့်နေတာကျွန်တော်ကိုရှာဖို့အလင်းစလိုမလုပ်ဘူးဒီလိုရက်ဆက်တဲ့နီးနဲ့တယောက်တည်းထွက်သွားဖို့အတင်းကျပ်လှုပ်ချင်တာလောင်းတောင်မြို့နဲ့လန်တရက်တို့သည်စင်မြင့်ထောင်တနေရာတွင်တိုးဝေးရနေကြသည်သူတို့၏မျက်နှာများသည်ဖြူဖြော့နေပြီးမျက်ရည်များသည်မျက်လုံးမှတိတ်ဆိတ်စွာကျဆင်းလာသည်အမာရွတ်နဲ့ပစ္စမမြောက်လူကအေးဆက်ဆက်ရဲ့ပြီးသူ့လက်နက်ကိုဖြည်းဖြည်းချင်းလွှဲလိုက်တယ်ရက်လိုက်ပါကျွန်တော်မောင်မိုက်ထဲကနေဖြည်းဖြည်းချင်းထွက်လာပြီးသတိလစ်နေတဲ့ကြေးစားစစ်သားတယောက်ကိုလက်ထဲမှာဆွဲယူလိုက်တယ်အဲ့ဒီလိုပဲသူ့ကိုမြေပြင်ပေါ်ပစ်ချလိုက်တယ်ပြီးထွက်လာကြတယ်နာမည်ကြီးဝုံဆဲဟာရှက်တက်တဲ့လိတ်တကောင်ဖြစ်ပြောင်းလဲသွားတာကိုခံစားလိုက်ရတယ်အမာရွှေရှိတဲ့သူကကျမကိုကြည့်တယ်သူ့မျက်လုံးတွေကစိတ်လှုပ်ရှားမှုနဲ့တောက်ပနေတဲ့တားကောင်ကိုကြည့်နေတဲ့တားရဲတကောင်ရဲ့အကြည့်ပဲသူတို့ကိုထားခဲ့လိုက်ပါငါမင်းနဲ့အတူလိုက်ခဲ့မယ်ငါအတန်ကတီညအိမ်နေပေမဲ့လစ်လူရှူလို့မရတဲ့အေးဆက်ဆက်ခံစားချက်မျိုးရှိတယ်မင်းငါနဲ့အတူလိုက်ခဲ့မလားစကောက်ကကဘာပေါ်မှာအကြီးမားဆုံးဟာတာကိုကြားလိုက်ရတယ်လို့ရဲလိုက်တယ် long share သူကပြောလိုက်တယ်မင်းကအခြေအနေကိုနားမလည်သေးဘူးထင်တယ်အခုကျွန်တော်ဂိမ်းရဲ့စီးမင်းတွေကိုလုပ်ပါမယ်ဒီနာကပန်းတွေကိုကြည့်ပါကျွန်တော်စီကနောက်ထပ်မှယူမှုတစ်ခုဒီနေရာကငရဲပြည်ဖြစ်လာလိမ့်မယ်ကျောင်းပြင်ဘက်မှာအထူးတပ်ဖွဲ့တွေရဲ့အိုးတန်တွေစူးညံ့နေတယ်ဒါပေမဲ့တော့ခတ်ထားတဲ့တကားတွေနဲ့လှုပ်ဝက်တနက်သမားတွေကြောင့်သူတို့ကိုဝင်ခွင့်မပေးခဲ့ဘူးဗတ်ပေါင်းစုံကနေဝိုင်းရံထားတဲ့စစ်တူရင်ကစားပွဲတစ်ခုပါဒီအခြေအနေကိုကျွန်တော်မှလွဲ၍ဘယ်သူမှချိုးဖျက်နိုင်မှာမဟုတ်ဘူးကျွန်တော်ဖြည်းဖြည်းချင်းကိုင်းညွတ်လိုက်တဲ့လက်ထဲကဓားငယ်လေးကငွေရောင်လင်းတန်းလေးဖြစ်လာပြီးလေထဲမှာလွင့်မျောနေတယ်
အဲ့ဒါကပောက်ကွဲသွားတယ်မဖြစ်နိုင်တဲ့ထောင်ကနေမှောင်မိုက်ထဲမှာပုံနေတဲ့တနက်သမားကိုထိမှန်သွားတယ်ချက်ချင်းဆိုသလိုပဲကျွန်တော်ခန္ဓာကိုယ်ကအများတစင်းလိုရှေ့ကိုလွတ်ထွက်သွားပြအမာရွတ်တွေထင်ကြံနေခဲ့တယ်သူကျွန်တော်စီပြေးလာတယ်သူတေးချင်နေတယ်အမာရွတ်နဲ့လူကထိတ်လန့်တုန်လှုပ်သွားတယ်ဒီလိုအခြေအနေမျိုးမှာကျွန်တော်တိုက်ခိုက်လိုက်မယ်လို့သူမထင်ထားခဲ့ဘူးငါနောက်ဆုတ်လိုက်မယ်သူချက်ချင်းပဲတနက်ပစ်ခလုတ်ကိုဆွဲလိုက်တယ်အတန်ကပဲ့တင်ထက်နေပေမဲ့ငါမကြောက်ဘူးကျွန်တော် almost impossible လှုပ်ရှားမှုနဲ့တိုက်ခိုက်မှုကိုရှောင်လွှဲနိုင်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်နောက်ကဒီ unit ကိုကာကွယ်ဖို့အတွက်ဘေးမှာ mercenaries 2 ယောက်ကိုတုံးခဲ့ရပါတယ်ကျွန်တော်တိုက်ခိုက်မှုကိုကြက်ကြက်ခံခဲ့ရတယ်ပခုံးနဲ့ခြေထောက်မှာသွေးစွန်းနေတဲ့ဒဏ်ရာတွေအများကြီးရှိခဲ့တယ်နာကျင်မှုကပြန့်နှံ့သွားပေမဲ့ကျွန်တော်သိမလှုပ်ရှားနိုင်ခဲ့ဘူးဘလို့စုတ်ခွာရမှန်းမသိတဲ့တားရဲတကောင်လိုပဲဒီတစ်ခါတော့ငါမင်းတို့အားလုံးကိုကာကွယ်ပေးမယ်ကျွန်တော်အတန်ကြည်ကြည်နဲ့ဟိန်းဟောက်ပြီးအမာရွတ်လူရဲ့မျက်နှာကိုတက်တက်ထိုးလိုက်တယ်ကွဲပြီးသူ့နှာခေါင်းကျိုးသွားတယ်အမာရွတ်လူကအော်ဟစ်ပြီးနောက်ပြန်လဲကျသွားတယ်ဒါပေမဲ့အဲ့ဒါနဲ့မပြီးဘူးပတ်ဝန်းကျင်ရှိအနီရောင်အဆက်ပြောက်ဒါဇင်ပေါင်းများစွာကကျမကိုတပြိုင်နက်တည်းချီနှောင်ထားကြသည်အနီအောက်ရောင်ကြီးအဆက်ပြောက်ဒါဇင်ပေါင်းများစွာကတေမင်း၏မျက်လုံးများကဲ့သို့ကျမ၏ခန္ဓာကိုယ်တစ်လျှောက်ပြေးလွှားသွားသည်နောက်တစ်ခဏမှာပဲပြစ်ခတ်မှုအတန်တွေပဲ့တင်ထက်လာတဲ့ကြည်စံတွေကအနည်းရှိတဲ့ထောင်ချောက်တစ်ခုလိုကျွန်တော်စီကိုလာနေတယ်ကျွန်တော်သာအစွမ်းကုန်ပြစ်ခတ်နိုင်ခဲ့ရင်ဒီကြည်စံတွေကကျွန်တော်အတွက်နှိပ်ကွေးနေမှာပဲကစားစရာလိုဖြစ်သွားမှာပါဒါပေမဲ့ကျွန်တော်ဒဏ်ရာရသွားပြီးထဲညုတ်ခနဲ့ဝမ်းရထိုတို့ကကျွန်တော်နောက်မှာရှိနေခဲ့တယ်ကျမရဲ့လှုပ်ရှားမှုတွေကအရန်ကန့်သက်ခံထားရတယ်အနီးနားမှာရှိနေတဲ့လေးလံတဲ့တစ်သားပြားတစ်ချက်ကိုချက်ချင်းဆွဲယူလိုက်တယ်လက်တစ်ဖက်နဲ့မြောက်ပြီးကျမရဲ့တစ်သားပြားစီရှောက်သွားလိုက်တဲ့ပြင်းကိုဘုတ်ရှိတွင်ဒိုင်းတစ်ခုကဲ့သို့ထားရှိသည့်ကြည်စံများသည်ဘုတ်ပေါ်မှပဲ့တင်ထက်ကတစ်သားပိုင်းစများလွင့်စင်သွားသည့်တိုက်မိတန်သည့်အဆက်မပြတ်ပဲ့တင်ထက်နေသည့်ဒီကာကွယ်မှုလေးကိုအခွင့်ကောင်းယူပြီးစင်မြင့်ကျမ်းပြင်ကိုချိုးလိုက်တယ်တီယိုယွတ်နဲ့လန်ရှောက်ဝက်2 ယောက်စင်မြင့်အောက်ကဘေးကင်းတဲ့ထောက်တနေရာကိုစုတ်ခွာသွားကြတယ်။အဲ့ဒီမှာငြိမ်နေကြထွက်မလာနဲ့ငါအတန်ကြဲကြဲနဲ့အမိတ်ပေးလိုက်တယ်။ဒါပေမဲ့သူတို့တုတ်ပြန်နိုင်ခြင်းမပြုမိမှာပဲကျွန်တော်ကြားတစ်တကောင်လိုပြန်ထွက်သွားတယ်။ငါထွက်မပြေးနိုင်ရင်သွေးတွေနဲ့လမ်းဖောက်ရလိမ့်မယ်။ဆက်ဝိုင်းကိုဖောက်ထွက်ပြီးအမာရွတ်ရှိတဲ့လူစီရောက်တာနဲ့ဘာဒန်စင်းနက်လိုချုံမြိန်တဲ့အနံ့ကိုရှူရှိုက်ဖို့လုပ်နေတဲ့ရုတ်တရက်လေးတူထဲမှာဘာဒန်စင်းနက်လိုချုံမြိန်တဲ့အနက်တစ်ခုပြည့်နေသွားတယ်မဟုတ်ဘူးစိတ်လှုပ်ရှားစရာကောင်းလောက်အောင်ပြင်းထန်တဲ့ဓာတ်ငွေပဲချက်ချင်းပဲအသက်ရှူမဝတော့ဘူးကျွန်တော်လုပ်ခဲ့တယ်ဒါပေမဲ့ဒီဓာတ်ငွေကအရေးပြားရဲ့အပေါက်တွေကနေထိုးဖောက်ဝင်ရောက်နိုင်တယ်ပြီးတော့ကျွန်တော်အာယုံကြောတွေကိုချက်ချင်းထုံကျင်သွားစေတယ်ကျွန်တော်အမြင်အာယုံကမှုံဝါသွားတယ်ကျမရဲ့လက်တွေနဲ့ခြေထောက်တွေကကီလိုထောင်ပေါင်းများစွာအလေးချိန်တွေတင်ထားသလိုလေးလံလာခဲ့တယ်ရင်ဘတ်အောက်နာကအစမတန်ပိုဆိုးလာတယ်ရေတံများဒီယာကမင်းအတွက်အထူးဒီဇိုင်းထုတ်ထားတာပဲ Long Marshall မင်းရဲ့ခန္ဓာကိုယ်ကတန်နဲ့လှုပ်ထားတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒီနေ့မင်းဒီမှာလဲကြရလိမ့်မယ်အမာရွတ်နဲ့လူကမိကိုယ်ထဲကနေရဲရင်ထွက်လာခဲ့တယ်သူကကြီးမားတဲ့ဓာတ်ဟာသွေးတွေပန်းထွက်နေတယ်အနီးနားကနတ်ဆိုးတွေလိုမျက်နှာဖုံးတွေဝတ်ဆင်ထားတဲ့ကြေးစားစစ်သားတွေလည်းကျွန်တော်စီကိုရွေးရလာကြတယ်မဟုတ်ဘူးကျွန်တော်လုံးဝငါပြုတ်ကြလို့မရဘူးငါပြုတ်ကြရင်ကလေးတွေနဲ့ဒီမှာရှိတဲ့တီယိုနီယိုတွေအားလုံးအန္တရာယ်ရှိလိမ့်မယ်ငါရှာကိုပြင်းပြင်းကြိုက်လိုက်တယ်နာကျင်မှုကြားထဲမှာကျွန်တော်သတိရှိနေခဲ့တယ်ရန်သူရဲ့မျက်နှာကိုတောင်ရှင်းရှင်းလင်းလင်းမမြင်ရဘူးကျွန်တော်ရဲ့တိုက်ခိုက်တတ်တဲ့ဗီဇကိုပဲအားကိုးနေမိတယ်ကျွန်တော်လက်ထဲကဆွဲယူလာတဲ့လက်နက်ကိုစုပ်ကင်ထားမိတယ်ကျွန်တော်စစ်သားကိုကောက်ကင်လိုက်တယ်တစ်ချက်ခုတ်တိုင်းသွေးကွက်တွေပေးကျန်လာတယ်ကျွန်တော်ရဲ့နောက်ဆုံးအသိစိတ်တွေပြတ်တောက်တော့မဲ့အချိန်မှာပဲကျွန်တော်စူးစီးနိုင်တာကနောက်ဆုံးကြံနေတဲ့တတိတစ်ခုပဲရှိတော့တယ်ကျွန်တော်အဲ့ဒီမှာရက်နေခဲ့တယ်ပြီးတော့ကောင်းကင်ကနေနားကွဲမတက်အတန်တစ်ခုထွက်ပေါ်လာတယ်မိုးကြိုးပစ်တာမဟုတ်ဘူးလေးလံနဲ့စစ်လေရင်တစင်းရဲ့အတန်ပဲနောက်တစ်ခဏတွင်ခမ်းမကြီးဤဖမ်းမျက်နှာချက်ကြီးကွဲသွားပြီးကျိုးများပေါ်ရှိစစ်သားများကဲ့သို့မှောင်မိုက်သောအရေးများစွာသည်ကောင်းကင်မှဆင်းသက်လာသည်ထောက်တိုင်များပြုတ်ကျလာသည်ဒေါသတကြီးအတန်တစ်ခုသည်ကောင်းကင်ရန်တွင်မိုးကြိုးပစ်တန်ကဲ့သို့ပဲ့တင်ထက်သွားသည်ထိုနေရာရှိလူတိုင်းတုန်လှုပ်သွားသည်ဆယ်ကနန်းဒါမှမဟုတ်ရာကနန်းတောင်မဟုတ်ဘူးလက်နက်တွေအပြည့်အစုံနဲ့မြောက်ဖက်နယ်ဆက်ကလက်ရွေးစင်စစ်သား3000ရှိတယ်သူတို့ရဲ့အရှိန်ဝါကရေခဲလိုပါပဲသူဟာအနက်ရောင်နဲ့ရွှေရောင်ချက်ဝတ်တန်စာကိုဝတ်ဆင်ထားပြီးရင်ဘတ်မှာရွှေရောင်တကားတစ်စိတ်တစ်ခုထွန်းလင်းနေတယ်ဒါကအကိုရဲ့တက်မတော်တစ်ခုပါကျွန်တော်အကိုရဲ့တက်မတော်ပါထောက်မှထိုင်နေတဲ့ထင်းကြီးကအော်ဟစ်လိုက်တယ်အခြေအနေကချက်ချင်းပြောင်းလဲသွားပြီးအခုကျွန်တော်တက်နိုင်တဲ့လောက်အေဂျင့်တယောက်အဖြစ်ဆက်ရှိနေခဲ့တယ်တကယ်စစ်မြေပြင်ရင်တွေကိုရှင်းရင်ကျွန်တော်ကမြေအိုးတစ်လုံးလိုအားနေနေခဲ့တဲတစ်ခုခုလှုပ်ဖို့လိုအပ်နေပြီးအရေးတောင်မကြီးပါဘူးတိုက်မိမှုတစ်ခုထဲမှာပဲမာဆေးတပ်သားတွေဟာအနက်ရောင်စစ်သားပင်လယ်ထဲမှာနစ်မြုပ်သွားခဲ့ကြတယ်ဒါဟာတိုက်ပွဲမဟုတ်ဘူးတစ်ဖက်သက်ပဲဒါဟာကပ်ပေးတစ်ခုပါပဲအမာရွတ်တွေနဲ့ခေါင်းဆောင်ဟာတုတ်ပြန်နိုင်စွမ်းတော့မရှိပါဘူးပြီးတော့အရက်ရှည်ပြီးတကိုးကြီးတဲ့တက်မှုတစ်ယောက်ကလက်သီးတစ်ချက်နဲ့သူ့မေးရိုးကိုကျိုးသွားစေခဲ့ပါတယ်သူ့ကိုခွေးသေးတစ်ကောင်လိုဆွဲခေါ်သွားပြီးကျွန်တော်ရှေ့ပစ်ချလိုက်တယ်ကျွန်တော်တို့လဲနေကြတယ်တက်မှုကဒူးတစ်ဖက်ထောက်လဲကျသွားတယ်မျက်လုံးတွေနာကျင်နေတယ်ကျမရဲ့ဒဏ်ရာရနေတဲ့ခန္ဓာကိုယ်ကိုသူမြင်တဲ့အခါကျမမှာကျန်ရှိနေတဲ့ခွန်အားလေးနဲ့ကိုထိန်းထားလိုက်တဲ့ရန်သူကိုတိမ့်ပိုက်ထားပြီးចောင်းသားအားလုံးဘေးကင်းလုံခြုံနေပါပြီကျွန်တော်လက်ထဲကစစ်သားဟာမြေပြင်ပေါ်ပြုတ်ကျသွားပါတယ်တူတူလေးထုတန်တစ်ခုထွက်ပေါ်လာပါတယ်ကဘာကြီးလဲနေတယ်လို့ခံစားရတယ်ကျမရဲ့အမြင်အာရုံတွေမှောက်မိုက်သွားပြီးခန္ဓာကိုယ်လည်းနောက်ပြန်လဲကျသွားတယ်မျက်လုံးဖွအင်းလိုက်တဲ့အခါကျွန်တော်အထူးချက်မှတ်ကုသဆောင်ထဲမှာရှိနေခဲ့တယ်။သတင်းပေါက်ကနေဖြာကျနေတဲ့နေအောင်ကြီးကနည်းနည်းပြင်းတယ်လေးတူထဲမှာစေးဝါးရနန်းနဲ့ပန်းရနန်းလေးတွေရောရှက်နေတယ်ကျွန်တော်ကတော့အကျင့်ပါသွားပြီးကျွန်တော်ထားဖို့ကြိုးစားပေမဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာဒဏ်ရာတွေကညှို့မဲနေတယ်နာကျင်မှုကကျွန်တော်ကိုအသက်ရှူမဝစေဘူးလူနှစ်ယောက်ကကတင်ပေါ်မှာခေါင်းမိပြီးအိပ်ပျော်နေကြတယ်တီယိုနဲ့လန်ကမျက်နှာဖြူဖြော့နေကြတယ်သူတို့ရဲ့မျက်လုံးတွေကရောင်ရမ်းနေတယ်သူမကတညလုံးကျွန်တော်ကိုဂယုစိုက်
နေခဲ့တယ်ဆိုတာထင်ရှားတဲ့အခန်းတကားကဖြည်းဖြည်းချင်းပွင့်သွားတဲ့ရှန်ဝမ်စွန်သည်ထိုစွမ်းထက်သောတပ်မှုနှင့်အတူဝင်ရောက်လာခဲ့သည်ကျွန်ုပ်တို့နေသည်ကိုမြင်သောအခါတပ်မှုသည်ချက်ချင်းတူးထောက်ထိုင်ချလိုက်သည်ကျွန်ုပ်တို့လဲလျောင်းလိုက်ကြသည်ငွေတက်မတော်ရဲ့ကြန့်ရှိနေတဲ့အဖွဲ့ဝင်တွေအားလုံးဖယ်ရှားခံလိုက်ရပြီးကျွန်တော်လက်ကိုဝေယံပြီးနှုတ်ဆက်လိုက်တယ်ဒီတစ်ခါတော့ကျွန်တော်တကယ်ကိုမောပန်းနေပြီးခန္ဓာကိုယ်ပဲကြံတော့တယ်ဒဏ်ရာတွေကြောင့်လာမကပဲကျမရဲ့နှလုံးသားကြောင့်ပါစစ်မြေပြင်ကနေ10နှစ်ကြာပြန်လာပြီးနောက်မှာရိုးရှင်းတဲ့ဘဝကိုပဲနေထိုင်ခြင်းခဲ့ပါတယ်ဒါပေမဲ့ကျမဒီအဆုံးမရှိတဲ့မုန်တိုင်းတွေကိုကျွန်တော်ကိုဆွဲခေါ်သွားတယ်လို့ခံစားရတယ်ရှီလျားတဲ့တိုင်းမျိုးတော်ကနေအမိတ်တစ်ခုရောက်လာတယ်ရှန်ဝမ်စွန်းကရွှေရောင်စာရွက်စာတမ်းတစ်ခုကိုကျွန်တော်ရှေ့မှာလေးစားမှုနဲ့အတူတင်လိုက်တဲ့သူ့မျက်နှာပေါ်မှာစိတ်လှုပ်ရှားစရာပါပဲဒီတစ်ခါတော့ကျောင်းကိုတယောက်တည်းကဲတင်လိုက်တာပါဒါကြောင့်အထက်ကအမိတ်ပေးထားတာဖြစ်ပြီးမာရှယ်ယာဒူကိုပြန်လည်ရယူဖို့ပါကျွန်တော်စာရွက်စာတမ်းကိုကြည့်လိုက်တယ်အဲ့ဒီစာရွက်စာတမ်းကအကြီးမားဆုံးသောစွမ်းအားရဲ့တင်ကေတာပဲကျွန်တော်တိတ်ဆိတ်နေခဲ့တယ်ပြီးတော့အိပ်ပျော်နေတဲ့တီယိုနီယိုကိုကြည့်လိုက်တယ်အမေနဲ့အပြင်မှာကျွန်တော်အတွက်ဂျုံယာကူးချက်ပေးနေတဲ့လန်ရွှေကိုကျွန်တော်ကြည့်လိုက်မိတယ်သူ့မျက်လုံးထဲကမျက်ရည်တွေကလုံးဝမချောက်သေးဘူးမလိုပါဘူးကျွန်တော်စာရွက်စာတမ်းကိုဖြည်းဖြည်းချင်းပြန်ပေးလိုက်တယ်ကျွန်တော်အတန်ကတိုးတိုးလေးပေမဲ့ဆုံးဖြတ်ချတက်ကတော့ခိုင်းပါတယ်အတော်ကြာပြီးတိမ့်ဆုံးပါသွားပြီးအခုအသက်ရှင်နေတဲ့လူကသူ့ညီမအတွက်ချက်ပြုတ်ပေးခြင်းနဲ့တာမန်လူတစ်ယောက်ပါသူကသူ့အမေကိုအလုပ်ကျွေးပြုခြင်းနဲ့မြောက်ဖက်နယ်ဆက်မှာကျွန်တော်အကူတွေရှိတယ်ကျွန်တော်သူတို့ကိုယုံကြည်တဲ့တက်မှုနဲ့တမ်ပစံတို့ချစ်ကြည်ရင်းနှီးစွာဆက်ဆံကြတယ်ကျွန်တော်သူ့ကိုကြည့်လိုက်တယ်သူ့မျက်နှာကအံ့အားသင့်နေတယ်သူနားမလည်နိုင်ဘူးဒါပေမဲ့ကျွန်တော်မျက်လုံးထဲကတည်ငြိမ်မှုနဲ့စိတ်ပိုင်းဖြတ်မှုကိုမြင်တော့သူတို့နှစ်ယောက်စလုံးနောက်ဆုံးတော့သူကောင်းကိုလေးလေးနက်နက်ညှို့လိုက်တဲ့ရက်အနှဲငယ်ကြာမှာတော့လင်းဟိုင်းမျိုးတစ်ခွင်လုံးမှာသတင်းကြီးတစ်ခုပြန့်နှံ့သွားခဲ့တဲ့တစ်ချိန်ကဩဇာကြီးမားပြီးဩဇာကြီးမားတဲ့ဇောင်မီသားစုရုတ်တရက်ဒေဝါလီခံကြောင်းကြီးညာခဲ့သည်ဂျေအိုမီသားစု၏အကြီးအကဲထရီယိုကိုကွတ်သည်သူ့မီသားစုတစ်ခုလုံးကိုခေါ်၍ထိုညတွင်ပင်မြို့မှထွက်ပြေးခဲ့သည်သူတို့ထွက်သွားကြတယ်အဲ့ဒီနောက်မှာသူတို့အကြောင်းဘာမှမကြံတော့ဘူးဘသူကိုမှနားမလည်တဲ့မီသားစု23စုကလည်းဘာမှမဟုတ်တော့ဘူးသူတို့လည်းကမ္ဘာမြေပုံပေါ်မှာရှိနေပြီးရင်းပြောက်ွယ်သွားခဲ့သည်6လအကြာတွင်12အမည်ရှိစားတောက်ဆိုင်ငယ်လေးတစ်ခုသည်ဝင်းငယ်မျိုးရှိလမ်းကြားဟောင်းတစ်ခုတွင်ဖွင့်လှစ်ခဲ့သည်စားတောက်ဆိုင်ငယ်လေးတစ်ခုပါဖဲကျိုးဖြတ်တာမျိုးကြီးကျယ်ခမ်းနားတဲ့အခမ်းအနားမျိုးမရှိပါဘူးပျော်ရွှင်စွာလာလဲတဲ့အိမ်ကြီးချင်းတွေကြီးပါပဲတထေးတခုံးပဲပြောတယ်အမဲသားခောက်ဆွဲငါ့ကိုပေးငါယူလာခဲ့ပြီးအစင်သင့်ဖြစ်ပြီးငါခါးစီးဝစ်ပြီးတာမန်လူတစ်ယောက်လိုပဲအိုးကြည့်တဲ့လုံးထဲမှာချက်တဲ့တီယာကသူမရဲ့အိမ်နဲ့နယူးယောက်ကကျောင်းကနေပြန်လာခဲ့ပြီးတက္ကသိုလ်ဝင်ခွင့်ရပြီလို့ပျော်ရွှင်စွာပြောပြခဲ့ပါတယ်အမေကပြတင်းပေါင်နာမှာထိုင်ပြီးနေအောင်ကိုခံစားနေတယ်သူမရဲ့မျက်နှာမှာကျွန်တော်တခါမှမမြင်ဘူးတဲ့တည်ငြိမ်တဲ့အမှုအရာတစ်ခုရှိနေပြီးသူမကဝမ်းပကိုပကံတွေဝေပေးဖို့ကူညီပေးနေပါတယ်သူမကကျွန်တော်ကိုကြော်သွားတဲ့အခါသူမဖြတ်သွားတော့အခွန်ခွာထားတဲ့လိမ္မော်တီတစ်ချမ်းကိုတိတ်တိတ်လေးကျွန်တော်စီပေးလာတဲ့သူမရဲ့မျက်လုံးတွေထဲမှာချစ်ချင်းမြတ်တာနဲ့နူးညံ့မှုတွေပဲရှိတယ်နေမင်းကတဖြည်းဖြည်းဝင်နေပြီးရွှေရောင်ညံ့နေခင်းနေအောင်ကြီးကစားတောက်ဆိုင်ပုံငယ်လေးပေါ်ကိုဖြာကျနေတယ်နဖူးကချွေးတွေကိုတုပ်လိုက်ပြီးကျမရှိကဒီယိုရှင်းပေမဲ့အဖိုးတန်ဘဝကိုကျမငေးကြည့်နေမိတယ်ဂျင်းနဲ့အားရတဲ့အပြုံးတစ်ခုကျမမျက်နှာမှာပေါ်လာတဲ့သွေးတွေနဲ့စစ်ပွဲတွေနဲ့ပြည့်နေနေတဲ့နှစ်တွေအပြည့်တစ်ချိန်ကစစ်မြေပြင်ကိုအုပ်ချုပ်ခဲ့တဲ့အရက်ရှိတဲ့စစ်ဗိုလ်ချုပ်အခုတော့သူ့ကိုထောက်ပံ့ဖို့ဒီသေးငယ်ပြီးနှွေးထွက်ဒီတဲ့မိသားစုလေးပဲရှိတော့တယ်အကိုရဲ့ငါသူ့ကိုချစ်တယ်အဲ့လိုနန်ရိုးတွေလိုချင်တယ်လုံနိုင်မလားကိစ္စမရှိပါဘူးအခုချက်ချင်းချက်လိုက်မယ်ဒါတွေပဲ